လက်အုပ်ချီပြီးနောက်ကဆိုကြအနန္တ၅ပါးကိုရှစ်ခိုးပါ၏ဗျာဒီလိုရှစ်ခိုးရမှာတညတိုင်းလားညတိုင်းလားဒီကနေ့ဘယ်နှညမြောက်တော့သုံးညမြောက်ပေသားကြီးဒီကနေ့ဟောမဲ့ဇတ်ထုတ်ကပါလေငိုပြီးမှကြည်ကြပါစို့ကျွတ်တို့သုံးလောကထွထားသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်သည်သာဝတ္ထိပြီဇေရဝံရွှေကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါနဟိဝေရေနဝေရာနိသမန္တိတာကုရာစနံနဟိဝေရေနဝေရာနိသမန္တိတာကုရာစနံအဝေရေနသသမန္တိဧတာဓမ္မောဟောတနန္တနောလို့ဒီဒေသနာကိုဘုရားဟောပါတယ်ဗျာဘယ်သူအကြောင်းပြုဟောသလဲငိုပြီးမှရည်ကြတဲ့ညီအမနှစ်ယောက်ကိုအကြောင်းပြုပြီးဟောသည်ကိစ္စဘယ်သူအကြောင်းပြုဟောပါလိမ့်ငိုပြီးမှရည်ကြတဲ့ညီမနှစ်ယောက်ရဲ့အကြောင်းကစကြပါစို့သာဝတ္ထိမြို့မှာတထဲလင်မယားနှစ်ယောက်ရှိကြသားလေးတစ်ယောက်ခွမ်းရောက်လာလိုက်အရွယ်ကလေးရလာတဲ့အချိန်ခါမှာသားရဲ့အိမ်အောင်ပြုပါတော့အမေလို့သူကတိုက်တွန်းမမေကျွန်တော်အိမ်အောင်မပြုကျင်သေးပါဘူးကျွန်တော်မိမမလိုချင်သေးဘူးခမမဟုတ်တာသားရဲ့အမေကျွန်တော်ကိုဘာပြုလို့အိမ်တော်ပြုခိုင်းရတာတော့ငါသားနားလဲအောင်အမေပြောရမှာပေါ့သားရဲ့အမေတို့ဆင်းရဲသားမဟုတ်ဘူးတထေးမျိုးသားရဲ့ငါသားအိမ်အောင်ပြုပါမှဟောဒီပစ္စည်းတွေမလဲဟင်းမှာကဲငါသားနားလဲအောင်အမေပြောမယ်ပေါ့အမေတို့မျက်စိမိတ်လို့သေကြတဲ့အချိန်ခါမှာအမေတို့ပစ္စည်းဘယ်သူပိုင်မလဲမိဘမရှိမိဘပစ္စည်းသားသမီးပိုင်ရိုးထုံးစံမှုကျွန်တော်ပိုင်မှာပေါ့မိမိရဲ့ဒီလိုလဲငါသားကြီးသိသားနဲ့ကဲဆိုကြပါစို့ငါသားကလည်းအမေတို့လိုမျက်စိမိတ်ပြီးသေသွားရင်ငါသားပစ္စည်းဘယ်သူပိုင်မယ်ကျွန်တော်သားကြီးပိုင်မှာပေါ့မိမိရဲ့ဒါကြောင့်ငါသားမှာသားသမီးရှိဖို့လိုလာပြီမဟုတ်လားသားရဲ့ဘာတော့အောင်မင်းနေမမေကပြီးတော့ဒီလှဲ့လာတာဟုတ်တယ်လေသားရဲ့လူမအမျိုးကြက်မအယိုးတဲ့အမျိုးမဖြတ်ချင်ပါနဲ့ဒီပစ္စည်းတွေဆက်ခံမဲ့လူမရှိရင်ပျက်စီးပါလိမ့်မယ်ငါသားကဲဒါဖြစ်မမေရဲ့ကျွန်တော်လိုချင်တဲ့မိမကျွန်တော်ရှားယူမယ်နော်ငါသားရဲ့ပေါင်းမှာငါသားရှာရမှာပေါ့ငါသားကြိုက်နှစ်သက်တယ်ဆိုပြီးအဲ့ဒီမိမတွေ့လာကအိမ်တော်ပြုတ်ရင်အမေတို့ကျင်လာပြီဟုတ်ကဲ့မေမေဆိုပြီးတော့သူကြိုက်တဲ့မိမသူရှားယူလိုက်တော့ပေါ့သူကြိုက်တဲ့မိမသူရှားပြီးတော့ယူလိုက်ပြန်တော့လေသူရှားယူတဲ့မိမကတရားနာပြိဿဝင်စိတ်ထာကြီးဖြစ်နေတယ်ဗျပြိဿဘာကြီးဖြစ်နေဝင်စိတ်ထာဆိုတာပါဠိမြန်မာလိုပြန်တော့မိမမြုံနဲ့ပိဿကြီးမြန်မာလိုပြန်တော့ပါတဲ့မိမမြုံဆိုပေမဲ့လို့ဘုရားဟောတဲ့ကျမ်းဂန်ကြည့်လိုက်တော့လေမိမများတန်တယ်မယူတဲ့မိမမရှိဘူးတဲ့ဗျပိဿကြီးတန်တယ်မယူတဲ့မိမရှိရဲ့ရှင်မယားတန်တယ်မယူတဲ့မိမမရှိဘူးပြောပြီးရှင်မယားဒီဝင်စိတ်ထားမိမမြုံကြီးကဘာတော့ဗျာမယူတာပြောတာမှမဟုတ်ဘဲနဲ့မြုံတာပြောတာမြုံတဲ့အကြောင်းကလည်းဒီလိုရှိပိုးခဲရင်လည်းတန်တယ်ပြက်ခန္ဓာကိုယ်ထဲမှာပိုးတွေရှိပြီးတော့လေတန်တယ်လွဲတဲ့မိခင်ကအစအတော့မဆင်ရင်လို့အပူစက်တွေစားရင်လည်းတန်တယ်ပြက်တယ်
အလေးအပင်တွေရွက်ပြီးတော့အကုန်းအကွာအနေအထိုင်မဆင်ခြင်ရင်လည်းတန်တွေပြက်တယ်မြုံတာတန်တွေမယူလို့မဟုတ်ဘူးတန်တွေပြက်ကြောင်းအင်္ဂါတွေကြောင့်ပြက်လာသည့်အတွက်မြုံတယ်လို့ဆိုပေမဲ့လို့တန်တွေမယူတာပြောတာမဟုတ်ပါဘူးတဲ့မထာလုံးသေးသေးချာချာမိမများမြုံတဲ့မိမမြုံတယ်ဆိုတော့ယောက်ျားမမြုံဘူးလားမေးတော့ယောက်ျားလည်းမြုံတာပဲခင်ဗျားတို့ကအောင်းမိမှာပေါ့ယောက်ျားကဗျာတန်တီလွယ်ပြီးကလေးမွေးဖွားတာမှမဟုတ်ဘူးယောက်ျားမြုံလားဗျာမြုံတယ်ဗျာဘာလို့မြုံတာတော့မမင်းနဲ့မြုံလို့ပေါ့ဗျာရထဲရှောင်မေးတော့မြုံတဲ့ယောက်ျားတွေရှိမှတ်ထားတော့ဒါကြောင့်တချို့သားသမီးမရတဲ့လင်မယားဟာသူ့ကြောင့်လိုကို့ကြောင့်လိုနဲ့ရံဖြစ်ကြတာလောကမှာရှိတယ်ဘုန်းကြီးပေါက်ရှာပြောတယ်လည်းမအောင်မင်းနဲ့လူလည်းလှုပ်တယ်လည်းမအောင်မင်းနဲ့နည်းနည်းတော့လှုပ်နေတာပဲဒါကြောင့်တရားနာပြည်သားကြီးယောက်ျားလည်းမြုံပြီးမိန်းမလည်းမြုံပြီးအခုတရားနာပြည်သားကြီးမိန်းမကမြုံတာထင်ရှားစေခြင်းလို့ဘုရားကိုယ်တော်မြတ်ဟောတဲ့ဒေသနာဝင်စိတ်ထဆိုတဲ့ပါဠိကပြလာသည်မိန်းမမြုံတော့သာတန်ဒီမခဘူးသာတန်ဒီမခတော့ရောက်ခမလုတ်သူကညီးတွားလာခက်တော့တာပါပဲသားရဲ့အမေတို့ရှာပေးစားရင်ဒီလိုဖြစ်မှာမဟုတ်ဘူးမင်းကိုယ်တိုင်အကြိုက်ကိုရှားယူလို့ဒီမိန်းမမမြုံဖြစ်နေပြီခက်တယ်သာသမီရစေခြင်းလို့အမျိုးမပြည့်စေခြင်းလို့အိမ်တောင်အပြုခိုင်းတာအခုတော့မိန်းမမြုံဖြစ်နေတော့သာသမီမရဘဲနဲ့ဒီပစ္စည်းတွေဘယ်သူဆက်ခံမတော့သားစကားပြောပြီးညီးလာတဲ့အတန်ကိုချွေးမကကြားပြီပြုပြေးသားကြီးချွေးမကြားပါလားချွေးမကြားတော့အကြံထုတ်ဒုက္ခပဲငါမိမမြုံဖြစ်နေတော့ယောက်ျားများလည်းခက်တယ်သားသမီးရတဲ့မိမမပိုးပြီးတော့ချစ်ခင်ကြဟိုတုန်းကပြည်မျိုးကလူတွေဒီလောက်ပြောသိယောက်ျားများကလည်းသားသမီးရတဲ့မိန်းမမှာပိုးချစ်ခင်ရဟိုတုန်းကအခုခေတ်တော့ကွာငါမပြောချင်ပါဘူးပြောချင်ပါဟာမလေးသားသမီးရှိပါလျက်ကနေအလှပြက်မှာစိုးလို့ပြောချင်ပါကွာငါလည်းမပြောချင်ဘူးနဲ့ရှားရှည်ထွက်နေတယ်ကဲပြန်သိမ့်လိုက်ကြပါစို့ကွာငါရှာဒါကြောင့်တရားနာပရိသတ်ကြီးသာသမီရတဲ့မိန်းမကိုလင်သားကပိုချစ်သည်သာသမီရအောင်ဖန်တီးနိုင်တဲ့လင်သားကိုလည်းမယားကပိုချစ်သည်ဒါကြောင့်လင်ချစ်စေမယားချစ်စေဆိုပြီးတော့ကြမ်းခံနဲ့ကြိုက်ပြီးတော့ကျုပ်တချင်းတစ်ပုတ်ရေးခဲ့သည်လင်ချစ်စေမယားချစ်စေပြည်မျိုးကလူတွေလိုချင်ဘူးလားပြည်သားကြီးလင်းချစ်စေမယားချစ်စေမလို့ခြင်းဘူးလားဟောစိုးပေါင်းစားလေးတွေကကောက်ဖြေးနေရဒုက္ခပဲကွာလူကြီးတွေကဘာလုပ်နေမှလည်းမသိဘူးဟာငါတို့မှများဖြေတာဖြေတရထောက်ပဲဘာဆိုင်တော့ဖြေလူဖြေဟာလူချင်းရမယ်ဗောယောက်ျားတိုင်းမိန်းမတိုင်းအကုန်လုံးဖြေကြစမ်းအကုန်လုံးမဖြေရင်တော့ကြုတ်ရဲတဲ့သချင်းဒီနေ့မဆိုဘူးတော့ပြီပြည်သားကြီးလင်းချစ်စေမယားချစ်စေမလို့ခြင်းကြဘူးလားသချင်းတော့ဝါဒနာပါလားနော်မဆိုမှဆိုရင်လို့ခြေစင်းနဲ့ဘုန်းကြီးဆိုမယ်ပြည်သားသချင်းသားကြမှာလိုက်ကြနားထောင်ကြည့်ဖယားဟောဒေသနာကိုနေခြေစင်းငါဆိုမယ်သချင်းသားကြမှာလိုက်တော့နည်းနည်းလေးအဆိုခက်နေလုံးဖယားဟောဒေသနာကိုဖွေရှာလောင်းငါပေးရမယ်အဖေဘဂဝါဆေးနဲ့ဖြင့်တဲ့အောင်နေစေခြင်းမှာတဲ့ဘောကွယ်ယောက်ျားမင်းမနှစ်သွဲလင်းချစ်စေမယားချစ်စေကို
မနေအောင်ယူစေခြင်းမှာအေးအဲ့ဒီလိုဖျားတယ်အဖျားတော့တတ်ပါမှာပေါ့ကဲလာလိမ့်မဟဲ့ဘုရားဟောကြားငံတဲ့ကသချင်းလေးဆိုသမှာတင်ခုတ်တရနီကေမြတ်စွာဘုရားဟောကြားခဲ့တယ်ထင်ရှားအောင်နာစေခြင်းနဲ့မတုခာမတုဝေအဟုတ်ကိုထုတ်ပြတယ်အိမ်အောင်ရှင်းလင်းသာယောက်ျားများရဲ့အတွက်ကိုကွယ်ဘုရားဘဂဝါရဲ့ပုရိသသုထုတ်ဆောင်ပြခဲ့တယ်ပေချာလဲနားထောင်ဟဲ့ကြမ်းကန်နဲ့ကြိုက်ရည်မိမများလင်ချစ်တဲ့ဆေးကမာတုကာမသုတ်အင်္ဂုတ္တရနိကေဘုရားဟောယောက်ျားများမယားချစ်တဲ့ဆေးကပုရိသသုတ်အင်္ဂုတ္တရနိကေမှာဘုရားဟောဘယ်နှစ်ပါးလဲမိမများမှလင်ချစ်တဲ့ဆေး၅ပါးရှိယောက်ျားများမှမယားချစ်တဲ့ဆေး၅ပါးရှိဒါတော့ပါလေဆိုလေဆမ်းမှာတော့ကြလာလိမ့်မယ်ဟဲ့အင်္ဂုတ္တရနိကေမြတ်စွာဘုရားဟောကြားခဲ့တယ်ထင်ရှားအောင်နာစေခြင်းနဲ့မတုခာမသုဝေအဟုတ်ကိုထုတ်ပြတယ်အိမ်အောင်ရှင်းလင်းသာယောက်ျားများရဲ့အတွက်ကိုကွယ်ဘုရားဘဂဝါရဲ့ပုရိသသုထုတ်ဆောင်ပြခဲ့တယ်ရုပ်ရည်လည်းချောရမယ်လက်တစ်ချောင်းရှုဟိဥစ္စာလည်းပေါ်ရမယ်အကျင့်သီလနှောလို့မပြည့်ရတဲ့သဘောနဲ့သာသမီလည်းရရမယ်အဲ့ဒါမှလင်းနဲ့မယားအများကြီးချစ်နိုင်တယ်လက်ချိုးရလားဘယ်နှခုတော့ဟဲ့ရုပ်ချောတာလည်းသိတော့ပါပြီနော်ရုပ်ချောလို့မိမရုပ်ချောလို့ယောက်ျားကချစ်တယ်ယောက်ျားရုပ်ချောလို့မိန်းမကချစ်တယ်ဆိုတော့လင်ချစ်စေးမယားချစ်စေးဒါကရှင်းပါတယ်ဥစ္စာပေါ်ရမယ်ဆိုတာလည်းရှင်းပါတယ်အကျင့်သီလနှောတဲ့ဘာလဲဟဲ့အကျင့်သီလဆိုတာမိန်းမလုတ်တဲ့လူပြီးကိုလင်သားမှတပါးလော်လီဖောက်ပြန်ခြင်းမရှိဘဲနဲ့လင်ကိုနတ်ကဲ့သို့တယုတသေးလှုပ်ကြွေးလို့ရှိရင်ဒါလင်ကပူချစ်ပါတယ်ယောက်ျားကြပြန်တော့ထုံနည်း၎င်းပဲမိမိမယားမှတပါးမဖောက်ပြန်မဲနဲ့အကျင့်သီလရှိရင်မယားကပူချစ်ပါတယ်ဒါအကျင့်သီလနှောပြီးပဲအတူကောင်းတော့အကျယ်တွင်မပြောနိုင်ဘူးဇတ်ထုတ်ထဲဖြတ်ထည့်ရလို့နောက်တစ်ခုကမပြည့်တဲ့သဘောတဲ့လင်ကစီးပွားရေးရှာတဲ့အလုပ်ပြင်းပါနဲ့မယားကချက်ပြုတ်လုတ်ကင်ကျွေးပြီးတော့ထိမ့်သိမ့်ဆောင်ရှောက်မှုမပြင်းပါနဲ့စီးတဲ့ရဲတဲ့ပိဿဆဲတဲ့ကစင်းလင်ရှာတဲ့ပစ္စည်းကစီးတဲ့ရဲမယားကမယုံမဖိတ်အောင်သိသိတာကဆဲတဲ့ကစင်းဆန်တပင်တင်းချစ်ချင်းမယားမျက်စပ်ပိုးဝင်ဆိုတာတွေခင်ဗျားတို့သိကြပြီးသားတွေပါဗျာဒါကြောင့်တရားနာပိဿကြီးအင်မတန်ချစ်တဲ့လင်နဲ့မယားကိုတောင်းကကိုရလို့ကိုတာဝန်ကိုထမ်းရရင်ဒီအိမ်တော်ရေးတာယာပြီးတော့လင်ကမယားကိုချစ်သည်မယားကလင်ကိုချစ်သည်ဟောလေးခုနောက်တစ်ခုကဘာပါလဲသားသမီးရရအဲ့ဒါကိုယောက်ျားများအတွက်လည်းဖျားပြထားတယ်မိန်းမအတွက်လည်းဖျားပြထားတယ်ဆိုတော့ဒါယောက်ျားများယုံတဲ့သဘောယောက်ျားများမြုံတဲ့သဘောဒီတိုင်းကျမ်းဂန်မှာထင်ရှားလာတာပေါ့ဒါတော့မိန်းမလည်းမြုံတယ်ယောက်ျားလည်းမြုံတယ်ဆိုတဲ့သဘောပြေးသားကြီးသဘောပေါက်မလားကျန်ဒီကဥစ္စတိလရမ်းပြောနေတာလားကျမ်းဂန်နဲ့ဟောနေတာ
ကျမ်းဂန်နဲ့ဟောနေတာပရိသတ်ငါထားတော့တရားနာပရိသတ်ရေယခုခမည်းတော်ပြောခဲ့တဲ့လင်ချစ်သေးမရချစ်သေးတဲ့မှာအခုဟောနေတဲ့မိမကဝင်စိတ်ထမိမမြုံဆိုတော့လင်ကချစ်ခဲ့လားပရိသတ်မချစ်ဘူးဟဲ့ရောက်ခမကတော့အပြစ်တင်မတင်ဘူးလားဟဲ့အဲ့ဒီတွေထုံမိမကြံစီပြီမဖြစ်ဘူးငါတော့နှင်ထုတ်တော့ငါကလည်းဝင်စိတ်ထားဖြစ်နေတယ်နှင်ထုတ်တော့မခံဘူးသူနဲ့ရွယ်လူဖြစ်တဲ့သူ့ထက်ငယ်တဲ့မိမပြိုလေးတယောက်ငါကိုယ်တိုင်ချောချောလှလှရှာပေးစားလိုက်ရင်တော့ငါလည်းပြစ်မယ်မထင်ဘူးငါကိုယ်တိုင်ရှာပေးစားသူကိုယ်တိုင်မိန်းကလေးတယောက်ရှောင်ရှာလှလှပပပက်ဆန်ရှိတဲ့အထဲကတော့မယငယ်ဘဝနဲ့ဘသူကလက်ခံလိုက်မလို့အင်မတန်ဆင်းရဲတဲ့အထဲကကလေးမှချောချောလှလှလေးသူရှောင်ရှာဒီကိစ္စတွေဟိုတုန်းကလည်းရှိကြတယ်ပေါ့လေအခုဆိုတော့ပြောပေါ်ရမလို့ပါဘူးတန်းရှောက်ရှာရောပြိဿရှောက်ရှာတော့ကလေးမလေးကခိုကိုရမဲ့လှလှပပလေးတွေ့မောင်ရဲ့ငါလည်းပြစ်မထားပါနဲ့တို့မှလေသားသမီးလည်းအမွေစားအမွေကမရဘူးဒါကြောင့်မောင်ရဲ့သားသမီးအမွေစားအမွေကရအောင်ဟောမိန်းကလေးတယောက်ချောချောလှလှတွေ့ထားတယ်အဲ့ဒါအငယ်ဘဝနဲ့ငါလည်းသဘောထားကြည်ကြည်နဲ့ပေါင်းပါမယ်ဒါကြောင့်မောင်ရဲ့ဘက်နဲ့ထုံးခေါ်ပြမယ်ဆိုပြီးတော့မိန်းမလှလေးပြလိုက်တော့လေနည်းနည်းတော့မေးရအောင်ဟိုကောင်ကြီးညင်းတာမညင်းတာထားတော့ပြေမြို့ကတကားတွေကျုပ်မေးကြည့်ရအောင်ဘယ်နဲ့တော့ပြေမြို့ကတကားတို့ခမည်းတော်မိမကိုယ်တိုင်ချောချောလှလှကလေးသဘောထားကြီးကြီးနဲ့ကဲ့အောင်နေပါမယ်ဆိုပြီးတော့နောက်တစ်ယောက်ရှာပေးမယ်ဆိုရင်ပြေမြို့ကတကားတွေညင်းမလားမညင်းဘူးလားလို့မေးပါဦးဗျာခမည်းတော်ကညင်းမှာပါနော်ညင်းမှာနဲ့တူပါရဲ့ကဲတရားနာပိဋကမိမကိုယ်တိုင်ရှာပေးတာဘယ်ညင်းလိုက်မတော့မညင်းတော့မရကြီးမရငယ်ဘဝနဲ့နေလာခဲ့ကြတာပေါ့အဲ့ဒီရင်မယားအကြီးလို့သူရဲ့စိတ်ဓာတ်နားထောင်ကြည့်ငါမသားသမီးမရဘဲနဲ့ဒင်းရမလားတဲ့ဒီစိတ်ဓာတ်ငါမသားတန်ဒီခပြီးသားသမီးမရဘဲနဲ့ဒင်းကိုရမလားဟေးမရစီဘူးတယောက်ထဲကြံစီပြီးပါဇက်ကတွတ်နဲ့ညီကသားသမီးရရင်ညီကိုပိုချစ်မှာဟေးသားသမီးမရခင်တောင်မှအဟောင်းနဲ့အသစ်မတူလို့အခုငါအနာသိမ့်မကတ်ချင်တော့ဘူးညီလည်းသားသမီးမရဘူးမရဘူးဆိုပြီးကလေးမလေးဖြောင်းပြလို့ဟဲ့ညီမဘာတော့မှကြီးရဲ့ညီမရဲ့တဲ့ညီကိုညီမလေးအရင်လို့လေအောင်းမိတယ်ဟုတ်ကဲ့တော့ကျေးဇူးတင်ပါတယ်အမကြီးရဲ့ကျုပ်ခိုးရမယ်ဘဝအမတို့ကတထေးဆိုတော့အမကိုယ်တိုင်မဲ့ကျုပ်ကိုနားချပြီးတော့မရင်ငယ်ဘဝနဲ့ထားတော့အမကြီးအားလည်းကိုးပါတယ်ချစ်လည်းချစ်ပါတယ်အမရင်ငယ်ဆိုလေအောင်းမိပါတယ်အမကြီးကျုပ်ကိုလည်းစောင့်ရှောက်ပါမကြီးရဲ့အေးစောင့်ရှောက်ခြင်းလို့ပြောတာဟောအေးညီမနဲ့ဒီမဲ့ငါညီမအမကြီးပြောမယ်နော်သတ်တန်ဒီများခလာရင်အမကြီးကိုပြောညီမတမဲမနေလိုက်နဲ့သတ်တန်ဒီခရင်အမကြီးကိုပြောဓမ္မညီမအမကြီးကလေဟောသာသမီမမွေးဖွားဘူးပေမဲ့လို့အသက်ကြီးတော့ညိထက်တနည်းတော့ပါတယ်အေးပါတယ်ညီမရဲ့ဘာဖြစ်လို့လဲဆိုတော့သတ်တန်ဒီကိစ္စငါတို့ကကိုယ်တိုင်မမွေးဖွားရတော့လေကြာဘူးနာဝရှိထားတယ်ဒါကြောင့်ငါညီမတန်လေးခန့်ရဲ့အမကြီးကိုပြောအမကြီးစောင့်ရှောက်ပါရစေစောင့်ရှောက်ပါရစေဆိုပြောတော့ကောင်းပါပြီမကြီးရဲ့အမကြီးပြောပါမယ်ဆိုပြီးတော့နင်းလာခဲ့ရာသာတန်လေးခါပြီယုတ်သာတန်လေးခါတော့အမကြီးသွားပြောမကြီးဟဲ့ညီမပါတော့ကျုပ်သားတရီခါပြီမကြီးအေးအော်ငါညီမဟိုအပူဆက်တွေမစားနဲ့နော်အလေးပင်နဲ့မရွက်နဲ့နော်ထင်းမဖြတ်နဲ့ညီမအမဖြတ်မယ်ချစ်တရားရောစောင်းရှောက်တရားရော
အကူအညီပေးတယောင်ယောင်နဲ့စကားလေးတွေမျက်နှာချိုသွေးပြောလာရမှကလေးမလေးအစာရဲ့တန်တွေပြက်တဲ့ဆေးထဲကျွေးလိုက်ပါရောဗျာကဲပြည့်ရောဗျို့ပြည့်ပြီးတစ်ချိန်ပြတ်တော့ကလေးမလေးသိရှာဘူးအမှတ်တမဲ့ပဲပေါ့ဟဲဘာပြုလို့ပါလဲဟုတ်တော့ဘာပြုလို့ပါလဲသိဘူးပြက်တာပဲသိတယ်ဘာဖြစ်လို့မှသူမသိဘူးဒီလိုနေလာကြရနောက်တစ်ချိန်တန်လေးခပြန်တော့အမကြီးကိုပြောပြဒီလိုတန်လေးပြက်တဲ့ဆင်းနဲ့ရောကျွေးနှစ်ကြိမ်ပြက်ခဲ့ပြီပြက်ပြီးတော့လာလိုက်တာဒီကနေ့ကလေးမလေးရေစိတ်ထွက်လာခဲ့ရေအိုးလေးနဲ့မိမ၃ယောက်နဲ့သွားတွေ့ဟဲ့ညီမဘာတော့မတို့ရဲ့တို့ဒီမှုပြောရအောင်ငါကြီးပါမေးတာကိုမှန်ပြောနော်ညီသားသမီးလည်းမရဘူးအမကြီးရဲ့ကျုပ်လေသားတည်းခါတော့ခါတယ်တော့ဟဲ့ခါပြီးဘာလို့မရတာတော့မသိဘူးတော့သိရမယ်ဘောကိုအကြောင်းကိုဒီမဲ့ငါညီမညီသားတည်းခါပြီးတော့မရတာအကြောင်းရှိညီမကြီးကြောင့်ကြီးသိရလားအမကြီးကသူကိုယ်တိုင်ကျုပ်ကိုအငယ်ဘဝနဲ့သူ့လင်သားပေးစားတာကျုပ်ဒါပဲသိတယ်ပေါ့မသိပြောရအောင်ညီမကြီးလည်းသွားမပြောနဲ့နော်ညီမကြီးကြောင့်မေးရအောင်မယ်ဒီတန်ဒီတီတဲ့ကိစ္စနဲ့ပတ်သက်ပြီးညီမကြီးညီသွားပြောသလားဒါတော့တအိမ်နဲ့နေတာပဲအမတို့ရဲ့တဲ့ကျုပ်သိချစ်ရှာတာညီမအရင်လိုလေအောင်းမိတ်ပြီးတော့လေသားတန်ဒီခရင် तू ကစောက်ရှောက်မယ်တဲ့ပြောပါဆိုလို့ကျုပ်ပြောမိတယ်အဲ့လာကြီးမဟာအမတော်ကြီးပဲတော်မနေနဲ့သူ့အကြောင်းပေါ်အောင်တော့တို့ကပြောရမှာပေါ့ဒီမဲ့ညီလင်သားနဲ့အဲ့ဒီမိန်းမနဲ့ရတော့လေသားတန်ဒီမခလို့ရောက်ခမများကနှင်ချမှဆိုလို့ညီကိုသူကိုယ်တိုင်ရှာပြီးတော့ပေးစားတာညီတန်နဲ့ခပြီးအမကြီးပြောလို့ညီတန်တွေကိုသူတနည်းတစ်ဖုံဖြက်လို့ပျက်စီးတာနေမှာပေါ့ဟုတ်မထင်ပါဘူးတော့ဒီလေငန်းကြီးမှာဒါတော့ညီလဲစဉ်းစားပေါ့တို့သွားအောင်မယ်နော်တော်ကြတို့ပြောတယ်လို့သွားမပြောလိုက်နဲ့ညီမရဲ့တို့စိတ်ဆိုးနေအောင်မယ်ဒီလိုနဲ့တရားနာပြေသာမိမ၃ယောက်ကပြောပြီးထွက်သွားကလေးမလေးကရေတွင်းနှခမ်းမော်ထိုင်လို့တရားနာပြေသာခေါင်းမူလေးပေါင်မော်တင်လို့ရေတွင်းနှခမ်းဆိုလို့ဟိုနှုတ်သီးကြီးပြောတာမဟုတ်ဘူးဘေးမှာတရားနာပြေသာပတ်ထားတဲ့ဥဒ္ဒတိုင်းနှခမ်းအောင်မလေးရေတွင်းနှခမ်းမော်တက်ထိုင်နေမအောင်မင်းနဲ့ရေတွင်းဘောင်နှခမ်းလေးပေါ်ထိုင်ပြီးတော့တရားနာပြေသာခေါင်းမူလေးပေါင်မော်တင်လို့အမများပြောသွားတာဟုတ်များနေမလားလာပြန်ပြီမိမကြီးတယောက်ဟဲ့ညီရေဦးနဲ့ရေတွေခတ်ထားလို့ပြည့်ပြီးပြန်လေးဘူးလားဘာလုပ်နေဟုတ်တော့ဟဲ့ညီငုံနေတယ်ဟုတ်ကဲ့တော်ရေညီဘာလို့ငူတာတော့တော်ရေကျုပ်ငူတာတခြားမဟုတ်ပါဘူးဆင်းလဲဆင်းရဲတယ်တော့ကျုပ်ခိုးကိုရမဲ့တယ်ဘဝပြီးတော့လေမယငယ်ဘဝနဲ့ကျုပ်နေရတာသိတယ်မဟုတ်လားလေညီမယငယ်ဘဝနဲ့နေရပြီမဲ့ဆင်းရဲသလားမဆင်းရဲပါဘူးတော့အမကြီးကလည်းညီမအရင်လိုတော့စောင်းရှောင်းပါရဲ့ဒါပေမဲ့လို့ခုနှစ်ကအမများကပြောသွားတော့ကျုပ်လေတန်နေခပြီးတော့သားသမီးမရတာအမကြီးဖြစ်လို့ဖြစ်မှာတဲ့အဲ့ဒါသိမှန်တာပေါ့ဒီမဲ့ညီမညီအမကြီးကိုတန်နေခတာပြောသလားကျုပ်ပြောမိပါတယ်တော့ဘယ်နှကြိမ်ခနှစ်ကြိမ်တော့အဲ့ဒါညီမဟာအမားတော်ကြီးပဲဒီမဲ့ငါညီမဒီတစ်ခါတန်နေခရင်ဟဲ့ငါတူမဒီတစ်ခါတန်နေခရင်လေညီအမကြီးမပြောနဲ့တန်နေခပြီးညီအမကြီးမပြောလို့သားသမီးမရရဲ့တဲ့ငါလည်းပဲဓာတ်ကျင်မပြောနဲ့အဲ့ဒီမိမကြီးပြောသွားတာဟုတ်ကဲ့မယုံရင်ညီမပြောမဲ့ထားကြည့်
တော်ကောင်းမယ်နော်ဟုတ်ကဲ့တော့ကလေးမလေးမျက်ရည်ကျလေဒီလောက်ထီအောင်လေအမကြီးငါအပေါ်ဒီစိတ်မျိုးထားမထင်ပါဘူးဒါပေမဲ့လို့လေသူတို့ပြောတာသိရအောင်ငါမပြောဘဲထားအောင်မပြောဘဲထားအောင်ဆိုပြီးတော့အိမ်ပြန်သွားနောက်တစ်ဖန်တန်တေခါတော့အမကြီးကိုမပြောတော့ပြီပြောရင်လားပြိဿမပြောတော့ဟေးမပြောတော့လည်းမိမချင်းဆိုတော့တအိမ်တည်းနေရလို့မျက်စိအောက်ဟဲ့ညီမညီဟုတ်မဟုတ်ကလားဘာတော့မှကြီးဒီကိစ္စချင်းတယ်နော်ဟုတ်ပါဘူးမကြီးဟေးညီပြောတော့အိုနားကျဆရာကြီးမကြီးကတောင်ပြောင်းတော့ပြောနေလက်မခံဘူးမပြောဘူးဒီလိုနဲ့နေလာလိုက်တာတရားနာပြေးတာသားတန်တွေရင်လာပြီရင်လာတော့အမကြီးလို့တော့မှဖြစ်ကြည့်စမ်းမိမယုတ်ကမယငယ်ဆိုပြီးငါအပေါ်ဂုံလောက်တာပေါ့လေဒီလေယောက်ျားများကလည်းမယကြီးနဲ့မယငယ်ပဲတူကြမှာတော့မယငယ်ပေါ်ပို့ချစ်လို့ညီကငါ့ကိုပြစ်ခါလှုပ်လာတာပေါ့ဟေးဓမ္မညီဒီတိုင်းထားလို့ဖြစ်ဘူးလေဟေးဓမ္မဒီလာကဘာတော့မလုပ်နဲ့လောင်းဒီညီငါပြောဆိုတာဘာလို့မပြောတာအခုဒီကိစ္စကြီးကဖုံးမရဖိမရနဲ့ဘာလို့ပြောမှာတော့ဟေးညီငါငေါလန်းမလုံးနဲ့လောက်တယ်ကျုပ်မပြောဘူးမင်းမယောက်ကြီးတော်လူသားကောင်းမကြီးကျုပ်သားတန်တဲ့နှစ်ကြိမ်ပြစ်တာတော်ဖြက်လို့ပြစ်တာတော့လည်းမပြောဘူးခုတန်ဒီလေးရင်မလာပြီမင်းမယောက်ကြီးတော့ကိုကျုပ်မပြောဟေးငိုပါနဲ့အေးငါကတိလို့မေးကြတယ်မဟုတ်လားအေးမေးပြောဘူးတော့ငါကတော့လေသိခဲ့လို့ဒီမဲ့ညီတန်တီတီတဲ့ကိစ္စနမိတ်တိပြလို့ငါပြောခဲ့တယ်မဟုတ်လားတော့ဘာလို့ပြောရမှာတော့အေးလေငါညီမငါလည်းမဆွဆွဲပါနဲ့ညီတန်တီညီဖန်ကြီးပြက်တဲ့ကိစ္စပါအေးကဲငါညီမစောင့်ရှောက်နော်သားသမီးရလာရင်အမကြီးလည်းကိုသားသမီးလို့ချစ်မှာပါပဲအေးဒီလိုမျက်နှာချိုးသွေးပြောပြီးတော့လာရမှတရားနာပိဋကကြီးအတူနေတော့လေဖြက်လို့လွယ်တကူတနေ့တစ်ချိန်ကြတော့တန်ဒီပြက်တဲ့ဆေးအစာရဲထဲရောကျွေးလိုက်ပါရောဗျာနှုတုံးကိစ္စမရှိဘူးပေါ့တန်ဒီရင်မှဖြက်ချလိုက်တော့ကလေးအသက်ကပိုက်ထဲတင်သေးရောသေတော့ကိုယ်ကဖြစ်ကုန်ပြီလေတက်တိုင်းပုတ်စော်နာနဲ့ပါဇက်ကကမ္မဇလေးကလည်းမလှုပ်ကလေးမလေးအော်ဒုက္ခအမကြီးရဆက်ပြည့်ရပါပြီရဲ့အမကြီးကျုပ်အပေါ်ပဲလေကြောင့်ဘယ်ဘဝကရညိုတွေထားလို့ဒီလိုများလှုပ်လေသတော့ကျုပ်လေးနေရတော့မယ်ဟုတ်ပါဘူးဝင်းထဲကတတ်တွေကလည်းမလှုပ်မရှားတဲ့ပါဇက်ကလေတက်တိုင်းပုတ်စော်နာမီဘေဘီအတွင်းကလေးဘေဘီထပါရဲ့ဆက်ကြီးတော်ပြည့်ပါပြီရဲ့အမကြီးခိုးရမယ်စားရမယ်တောက်ရမယ်မိမသားညီမအရင်လိုအောင်နေတယ်ဆိုပြီးတော့တော်လေကျုပ်ကအခုတယောက်တတ်တော်တာထင်ရဲ့ကလေးတွေမကကျုပ်အသက်လည်းမနေရတော့ပါဘူးဖေရဟမလေးမျက်စိတွေလည်းပြလာပြီကြည့်လို့လည်းမမြင်တော့ဘူးကျုပ်လေဒီဘဝတော့ဘူးပဲလေးလည်းမနိုင်တော့ပါဘူးဒီဘဝကလေးသေအောင်မကကျုပ်ကိုလည်းသေအောင်တတ်တဲ့မိမယုတ်ကြီးမို့ဒီဘဝတော့မနိုင်ပေမဲ့လို့ဟောနောက်ဘဝကျုပ်ဘလို့ဖြစ်ပြီးတော့တော်သားသမီးတွေကိုစားနိုင်ရပါလို့တော့ကလေးတွေကိုကျုပ်ဘလို့ဖြစ်ပြီးတော့စားနိုင်ရပါလို့မေတို့ဖေတို့ကျုပ်ကိစ္စမအောင်ကျုပ်မနေရတော့ဘူးထင်ပါရဲ့အားရကျုပ်ပဲသေပါကိုင်းကျုပ်မောလှတယ်ကိုင်း
ဟုတ်သားသေမမိမသေမပြောရတဲ့ဘုန်းကြီးမသက်သာဘူးကဲပြေးသားကြီးသေဗလားပြေးသားဆူတောင်းသွားသလားဟိတ်မိမများဆူတောင်းကသိကြောက်เสียကောင်းမိကိုမစုံမိုးမစုံရှေ့ဆက်နားထောင်ကြည့်ပေါ့ကလေးမလေးသေးသွားတော့တရားနာပြေးသားအဲ့ဒီကလေးမလေးကအဲ့ဒီအိမ်ဘာဖြစ်တုံးဆိုတော့ကြောင်ကလေးသွားဖြစ်ပြေးသားကလေးမလေးအဲ့ဒီအိမ်ဘာဖြစ်ဘုံမိမလည်းမနေရပါဘူးဘယ်နေရမလို့အရာထဲလျှောက်သွားသူ့လင်သားအရာထဲလျှောက်သွားတော့ဟေးဒီလာပါဦးကွပါတော့မြအတော့မလို့နဲ့ကွလာအောင်ပြောစရာရှိတယ်မင်းမယငယ်သေသွားတာသိဒါတော့ရာသူတို့ကိစ္စနဲ့သူတို့သေကြတာပဲဟေးရိုးရိုးသေးတာမဟုတ်ဘူးကွရိုးရိုးသေးတာမဟုတ်ဘူးကလေးပြောလက်စနဲ့တော့မထူးပါဘူးပြီးတော့မင်းငါပြောတာမင်းမရကြည့်သွားမပြောနဲ့ဟေးဓမ္မမင်းမရအငယ်သေးတာမင်းမရကြည့်တတ်လို့ဗျာဟေးမဗျာနဲ့ငါမှန်တာပြောတာဘာဖြစ်လို့လဲဗျာဟဲ့ဘာဖြစ်လို့မရုံးကွတန်နေခရင်အမကြီးပြောဆိုပြီးသူနှစ်ကြိမ်ဖြက်လို့ကလေးမလေးရေတွင်းပဲထွက်လာတော့ဒိုးနဲ့တွေ့လို့ပြောမိဘူးတဲ့မပြောနဲ့လို့ပြောတဲ့ကိစ္စမင်းမယငယ်ကမပြောလို့ဒါတပ်ပန်နေမိမယုတ်ထားမှုတဲ့ပေပေတော့အိမ်ပြန်သွားပြီးတော့လာခဲ့လူသက်ကောင်မဆိုပြီးတော့တရားနာပိဋကကြီးထောင်းနည်းနည်းထောင်းလိုက်တာသေအောင်ကိုထောင်းနေတာသေရောထောင်းတဲ့ထူးတဲ့ရိုက်တဲ့ဒဏ်ရာနဲ့မယားအကြီးကသေတော့အဲ့ဒီအိမ်မှာကြက်မကလေးဖြစ်သည်ပိဋကကြီးမယားအကြီးကအဲ့ဒီအိမ်မှာပါသွားဖြစ်မယားအငယ်ကကျမကျက်ဥတွေပေါက်တိုင်းကျက်ကလေးတွေမွေတိုင်းကြောင်မကအကုန်စားစားတော့ဘိသရေကျက်မကလေးကအတော်ဆိုးတဲ့ကြောင်မငတ်သားသမီးတွေစားပါဒီဘဝတော့နင့်ငါမနိုင်တော့ပါဘူးနင့်ငါပြိုင်လို့ရှိရင်လည်းငါ့ကိုသင်စားတော့မယ်ငါအသက်တော့အသေးမခံဘူးဒီဘဝငါသားသမီးစားနေအောင်တော့ဒီဘဝကသိလို့နောက်ဘဝသင်သားသမီးငါစားနိုင်တဲ့ကိုဖြစ်ရပါလို့ဤတောင်းပြီးသေကြသေတော့တရားနာပိဋကကြီးကြက်မကလေးကကြက်တို့သစ်မသွားဖြစ်သည်ကြောင်မကသမင်မဖြစ်သည်ကြောင်မကဘာဖြစ်ကြက်မလေးကသမင်မမွေးတိုင်းတရားနာပိဋကသစ်မကစားရှေးလူကြီးတွေတော့ခေါ်ကောင်းအောင်သမင်မွေးရင်ကြားစားရင်ကျမ်းဂန်တွေကတကယ်အဲ့ဒီလိုမဟုတ်ပါဘူးသမင်မွေးရင်သစ်စားရင်ဒီကသမင်မွေးတာပါစားတာသစ်မကစားတော့ဒီဘဝတော့စားနှစ်အောင်တော့သင်ကမနိုင်ပါဘူးဒီဘဝကသင်လို့နောက်ဘဝသင်သားသမီးငါစားနိုင်ရပါလို့ဤဆူတောင်းပြီးပေကြပေတော့တရားနာပရိသတ်ကြီးသမင်မကကျွတ်တို့ဘလူးမသွားဖြစ်သည်သင်မကလူမိမဖြစ်သည်သင်မကဘာဖြစ်သမင်မကကဲလူနဲ့ဘလူးဖြစ်တော့နည်းနည်းမင်းအောင်တရားနာပရိသတ်ကြီးလူနဲ့ဘလူးဖြစ်တော့အဲ့ဒီလူဖြစ်တဲ့မိမကညီမလားအမဘယ်တော့မှမှတ်ထားတွက်လာခဲ့တာကိုဒီကကြီးဘလူးကညီမလားအမစတောင်းတဲ့ဘဝမှတ်လိုက်ဘလူးမဖြစ်တင်သားသမီးစားရပါလို့ဤဆိုတာညီမကတောင်းခဲ့တာလားအမကတောင်းခဲ့တာမဟုတ်ဘူးဒီတရားကြားဘူးရင်တော့မကြားဘူးလို့နာသွားရင်အိမ်ကြတော့တရားနာပိဋကအဲ့ဒါညီမနဲ့အမနဲ့လွဲပြီးရန်ဖြစ်ကြလုံးလို့မေးယူရကဲကြည့်တရားနာပိဋကကြီးလူမိန်းမလေးသွားဖြစ်လူမိန်းမသွားဖြစ်တော့သာဝတိမြို့တောင်ပိုင်းမှာအိမ်တော်ကြတော့တရားနာပိဋကသားယောက်ျားလေးမွေးဖွားရောဆိုပါတော့9လလွယ်10လခွာဘလူးမကလည်းတရားနာပိဋကရေသူ့ရန်သူလျှောက်ရှာမြို့ထဲဝင်လာ
ရန်သူလျှောက်ရှာပြီးမြို့ထဲဝင်လာတော့ငါလက်ကလွတ်ရိုးလားငါလက်ကလွတ်ရိုးလားညို့ဒီမှာရောက်နေသဘောဘလူးမကတရားနာပြေးတာဘလူးရောင်နဲ့မလာဘူးလူမိမ့်မရောင်ဖန်ဆင်းလာမိမ့်မပြိုရောင်ဖန်ဆင်းပြီးတော့ဝင်လာခဲ့အဲ့ဒီကလေးမအိမ်သားရောက်တော့ဟဲညီမဘာတော့ညီကလေးလည်းလှလိုက်တာအေးဒေတာကြီးဘလူးမှမသိဘူးလှလိုက်တာအေးလို့ဆိုတော့အမေလှတယ်တော့မအေးဘူးလေတော့အေးငါကဆိုရင်ကလေးဆိုသိချစ်တတ်တာပေးစမ်းမလီကျုပ်သားကလက်မရွေးဘူးတော့ရော့ပေးလိုက်ကလေးလည်းလက်ထဲရောက်ရောတရားနာပရိသတ်ကြီးလူရုပ်ပြောက်ဘလူးရုပ်ကြီးပေါ်လာမလေးဘလူးကိုထွက်မဖြစ်ဘူးပါးစပ်ကလန့်သွားဟိုကတရားနာပြေးတာကလေးကိုလေခေါင်းကကင်နေပြီးခြေနဲ့ချောင်းကနေပါးစပ်ထဲစသွန်းလိုက်မလေးမောင်ရဲ့တူကလေးဘလူးစားပြီမောင်ရဲ့ဟင်ဘယ်လိုဟာဟောကြည်စားသွေးလေမလေးပဲဆဲရောက်သွားပြီစားသွားပြီမောင်ရဲ့ပေတော့ဘလူးမတော့ကွာနောက်ကဓမ္မကြီးနဲ့လိုက်ပေမဲ့လို့တရားနာပြေးတာဘလူးမကနောက်လှဲ့ကြည့်ဟိုက်ကျူလို့လိုက်လန့်သွားဟိုက်လန့်သွားတန့်ပြီးတော့ဆက်လိုက်နောက်ဘလူးမကနောက်လှဲ့ကြည့်ဟိုက်ခိတ်ချုံလို့လိုက်တာနဲ့လန့်သွားဒီလိုနဲ့ဘလူးမအနာမကရဲပဲနဲ့မယားကလေးထံပြန်လာဖြေမဖြေရလေကွယ်ဟိုလေကိုစိုးတဲ့ခါပေါ့လားနှမရဲ့တို့ပဲလို့လုပ်ကြမတော့မောင်ရဲ့ကျူလည်းမတက်နိုင်ဘူးအေးကွယ်ရှိပါစေတော့တို့လည်းငယ်ပါသေးတယ်နှမရဲ့ပူပါနဲ့သူတို့စကားထူးတာနော်ကွယ်သူ့ကနဲ့သူသေးတာသေးပါစေတော့တို့လည်းငယ်ပါသေးတယ်နှမရဲ့ငယ်ပါသေးတယ်နှမရဲ့နဲ့ဖြောင်းပြပြီးတော့လာခဲ့ရဟောနောက်တစ်ဖန်သားတန်ဒီခါ6လလွယ်10လခွာပေါ်များခတ်တုတ်ပေါ့တရားတည်းပဲတကယ်6လ10လစောင့်နေကျုပ်တရားနောက်နှစ်တောင်ပြီးချင်မှပြီးကဲဒေသကြီးဖွာပြမလားနောက်တစ်ယောက်နောက်တစ်ယောက်ခွာပြန်တော့တရားနာပြေးသားကြီးလာပြန်ပြီဘလို့မဒီလိုပဲတရားနာပြေးသားမိမပြောအောင်ဖန်ဆင်းလာခဲ့တဏခါပါမဏိနဲ့ဆံမင်းလေးဖားရချလို့လင်လို့တဲ့လူကတော့တရားနာပြေးသားဒီနောက်သားတယောက်ရကြတဲ့ကဓာတ်ကိုထက်အောင်သွေးထားတာဓာတ်ကိုထက်အောင်သွေးထားတာဓာတ်ထက်အောင်သွေးထားပြီးတရားနာပြေးသားလင်လို့တဲ့လူကလည်းအိမ်ထဲဝင်အသွားပေါက်လာပြီခုနှစ်ကမိဘလူးမဟောကလေးလေးပွေးလို့အိမ်မက်မျက်နှာပြူလမ်းပဲကြောပေးနောက်ကရောက်လာပြီးတရားနာပိဿကလေးပွေးပြီးနှုတ်ချိုတိုက်ကျွေးနေတဲ့မိမရဲ့ခေါင်းပေါ်ကနေလက်ကြီးနဲ့ဟောဒီတိုင်းနှိုက်လက်ကြီးမြင်လိုက်မလေးဟေးပေးဘလူးမငါကလေးပေးတရားနာပိဿရဲ့ခြေတော်ကလေးကသူကဆွဲတာဟိုကခေါင်းကြီးကအုပ်ဆွဲတယ်တခါတည်းဆွဲပေးမယ်လို့မိခင်ဆိုတော့ခြေတော်ကလေးပြတ်မှဆိုလို့လွတ်လိုက်တဲ့ဘောဩဒါကြောင့်မဟောသရာပြဿနာတွေထဲမှာခမရတို့သိကြပါတယ်နော်ဘလူးဖန်ဆင်းတဲ့မိမနဲ့တကယ်မိခင်နဲ့တာလူတဲ့နေရာမှာမဟောသရာဆုံးဖြတ်တာလေဘလူးမကတော့ဇော်ဆွဲတာပဲသာသမီမမဟုတ်ခဲနဲ့ဟိုကမိခင်ဖြစ်တဲ့မိမကတော့လှုပ်ပစ်လိုက်အဲ့ဒါလှုပ်ပစ်လိုက်တာကိုမိခင်နဲ့ဗျအကျဉ်းတရားရှိအခုလဲဒီတိုင်းပေါ့ဘလူးမကတအားဆွဲလိုက်တော့ကလေးလေးလှုပ်ပစ်လိုက်လှုပ်ပစ်တော့ဘလူးမစားလူကလေးမလေးကိုကျိုးနေပါဘောလားသားရဲ့ဟေးတစ်ချိန်ကလက်ချင်းရှိပြီဘလူးမငါပဲတော့ငါရန်ညှိုးရောက်ဒီလိုလာပြီးတော့လှုပ်ပါလိမ့်မလို့သားမောင်ဟဲ့မှာတက်လေ
လူကလေးအမေဘယ်လိုလုပ်ပြီးတော့ဖြေရပါမတော့မမိခင်ငယ်ကြီးရောစီငိုအကြီးစီပါလို့ဒီဒီမြဲရဲ့ခွေးရင်ကနွမ်းသားမောင်ကိုလွှတ်ဖွန်းတာလေပြီးမမကြီးမပြီးမမကြီးလူကလေးငိုတော့ဗျာပြေးသားကြီးအမေလို့သူငိုပါလားဘာရဲ့အမေဘယ်လိုလုပ်ပြီးတော့ဖြေရပါမလို့မောင်ရဲ့တို့သားလေးဘလူစားသွားပြန်မကွဲလို့ဘလူမမသမားရဲ့လေထူးမညတာသားကိုစားပါပေါ်ဝါလို့တော်လာအခက်တွေပွေလိုက်ရတာသားအသက်သေးတာကိုနှမျောသေးတာကိုနှမျောပြိတ္တငိုမလားပြိတ္တဘသူငိုနေတာတော့ဟဲ့အမေဟဲ့ပြေးသားကြီးဘသူငိုနေတာတော့ဟဲ့ဘုန်းကြီးကကိုယ်စလဲငိုပြီးအမေလို့သူဘယ်လိုမသမားရဲ့လေထူးမညာတာသားကိုစားပါပေါ်ဝါလို့တော်လာအခက်တွေပွေစရာကသားအသက်သေးတာကိုနှမျောသေးတာကိုနှမျောငိုရင်ငါသားကြီးသေးတာအမေနှမျောလာကြီးရဲ့အမေငိုလို့မစင်းတော့ပါဘူးသားရဲ့လူကလေးရဲ့နှထွေယူလို့ရွှေကနှုတ်ရည်မခံငေမောအသေးဘဝဆွမ်းငင်လို့သွားတယ်ကွယ်ဟမမင်းသားအတွေ့အမေမောတွေးရတာနှမျောဖြေလို့ဖြေမရနိုင်ပါဘူးငိုတာဗျာကြားလားပြေးသားကြီးငိုဘူးလားပြေးသားအမေဖြေလို့မရပါဘူးလို့ငိုနေလို့လင်းလို့သူကလည်းအာပေးနှမဒီမျိုးနေလို့ဖြစ်ပါဘူးကွယ်ဒီတခါတန်နေခရင်ဝေးရကိုသွားပြီးတော့ဖွာကြပါစို့ဒီလိုနေလာရမှတရားနာပရိသတ်ရေဟောနောက်တစ်ဖန်တန်နေခတော့ဒီမနေဘူးအဝေးမြို့သွားပြီးတော့ရွှေမျိုးတွေရှိရဖွာကြရွှေမျိုးတွေရှိရဖွာတော့သားကလေးလည်းမတ်တက်ပြေးကြီးပြင်းလာပြီပေါ့ကြီးပြင်းတော့တရားနာပရိသတ်အဲ့ဒီကလေးပွေချီးပြီးတော့မြူးပြီးတော့ပြန်လာကြဒီရွယ်ဆိုရင်တော့ဘလူစားလွတ်လောက်ပြီးကလေးကသွားနိုင်လာနိုင်ပြီးနိုင်လွားနိုင်ပြီးဆိုပြီးတော့ပြန်လာကြပြန်အလာမှတရားနာပရိသတ်ဘလူးမကလည်းဒီတစ်ပတ်တရားနာပရိသတ်ရေဝတ်တော်နာမင်းကြီးထံရေကန်းလိုက်သွားရဒေသဘလူးမကဘာလုပ်လိုက်သွားရေခတ်ရကပြန်အလာမောမောနဲ့ဆံမင်ဖားရချလူရောင်ဖန်ဆင်းဝင်လာပြီးမြို့တယ်ဝင်လာတော့ကွယ်တို့ကာလာသားတတိုက်ပေါ့ဂုတ်ထောက်ကလေးတွေနဲ့ဘယ်တော့မှထောက်လာမသိဘူးပေါ့ကွာငါမင်းတို့နဲ့မှန်ပြောอ่ะကာလာသားလေးတွေဆိုတော့ဂုတ်ထောက်လေးတွေမှုခေါင်းလောင်းကြီးကစွတ်သေးမင်းတို့ခင်တယ်မင်းတို့ကိုငါအပြစ်တင်နေတာမဟုတ်ပါဘူးခေါင်းလောင်းကြီးကစွတ်သေးကွာကြည့်ကွာကာလာသားတတိုက်ဟဲ့အဲ့ဒီဘလူးမမြို့တဲ့မိမပြိုရောင်ဖန်ဆင်းပြီးဆံမင်ဖားရချဝင်သွားတော့ဟာဟဲ့ကောင်တင်လှပါလားကွာဟာဒုံးမျိုးနဲ့တလုံးလှတာမရှိဘူးကွာဟဲ့ဘယ်ကောင်းလို့လဲဘယ်ကောင်းလို့လဲဘလူးမအေးမလို့ဒီတော့ဘေးကမိမတယောက်ကဟဲ့ကောင်လေးလာသားလေးဘာတော့လဲအေးတယ်ခင်ဗျာအေးတယ်လုံးမနေနဲ့မင်းတို့ဘာမှလို့ဘာမှရမလဲဗျာခင်ဗျာရှိတယ်မြင်မဟုတ်မှာဘလုံးလှအောင်လေးတွေဒီလာငါတိုးတိုးပြောဒီမင်းအဲ့ဒါလူမဟုတ်ဘူးဒီမင်းမကြီးယူနေတယ်မှာလူလားနေတာလူမဟုတ်ဘူးရဲ့လို့ဟုတ်တော့မင်းတို့ကြားဘူးလားဒုံမျိုးမှာဟေးဒီမင်းပါဝထီမျိုးတောင်ပိုင်းမှာဟိုမင်းကလေးတယောက်ကလေးမွေးတိုင်း40လိုမိန်းမရောက်ဖန်ဆင်းပြီးလာစားတာကွအဲ့ဒါဘလူးမှာဗျာဒီကောင်လေးဘလူးလေဟာဟေးပြေးကြတာပဲရေးတာကြီးတောင်းလို့
ဟဲ့အောင်လေဘလူးလေဝေကဒီဝေကဘလူးမကတော့တရားနာပြည့်တဲ့အိန္ဒိယမြေဘူးသူလန်းသူလျှောက်သွားရှာတဲ့ပေါ့ရှာရင်လည်းပဲတရားနာပြည့်တဲ့တချို့မိန်းမတွေကဘလူးမဝင်တဲ့တယောက်စကားတယောက်နာပြောကြကလေးတွေအိမ်နဲ့သွင်းပိတ်တချို့ကခြောင်ကြီးနောက်တရားနာပြည့်တဲ့ဟိုကလေးမလေးနေတဲ့အိမ်လူကတော့မရှိဘူးအဲ့ဒီအိမ်နာကအဖွားကြီးနာရောက်သွားဖွားကြီးကအိမ်ပြင်မှာငုတ်တုတ်လေးထိုင်မေကြီးဟဲ့ငါခေါ်လာဘယ်လူတော့ဘွားကြီးကကျုပ်ပါမေကြီးဒီအိမ်ကလူတွေပဲသွားကြတော့မပြောပါနဲ့အေးကြီးအိမ်ကခလေးမအကြောင်းဟောသေးရင်တော့ဘလူမကောအေးဘွားကြီးဘာမှမသိဘူးဘလူမှမသိဘူးရမ်းတော့ဟင်ဘာလို့လို့တော့မေကြီးရဲ့ဘာပြုလို့ရမလဲအေးကလေးနှစ်ယောက်ဘလူမလာစားသွားလို့အေးအတော်ဆိုတဲ့သေခြင်းတို့ဘလူမငါတနာလည်းတနာပါရဲ့အေးအခုတော့ဘလူမရံကလွတ်အောင်ဆိုပြီးတော့အဝင်းမြို့ရွာမှာသွားမွေးဖွားရတယ်အေးဟုတ်ကဲ့အမေကြီးကြုတ်သွားပါဦးမယ်အေးကောင်းပါပြီတော့ကောင်းပါပြီထွက်သွားရောဘလူမထွက်သွားဘေးအိမ်ကမိန်းမတယောက်ကလာပြီးခွာကြီးဟဲ့ဘာတော့ဟဲ့တို့ရှမ်းပြောနေတာပဲပေချင်းစိုးဘလူးမလေးပါလေးနဲ့ခုနကလာမေးတာဘလူးမတော့ဟင်မလဲကြတော်မူလားဘလူးမမကြတော်မူကြပါလို့ဒါနဲ့တရားနာပရိသတ်ရေအဖွားကြီးလည်းပလက်လန်တက်နေအောင်မနှဲနှနှယူပါဘလူမကလည်းငါလက်ကလူရိုးလားဆိုပြီးတော့ဇွတ်လိုက်ဟိုကလည်းပြန်လာပြီးတော့မြတ်စွာဘုရားကြောင်းအနီးအပါလင်မယားနှစ်ယောက်ကလေးလေးတစ်လှဲ့စီခြီးပြီးတော့ရေချိုးကြသွားပြီဘလူမလူရိုးလားလူရိုးလားကလေးတော့အတော်ကြီးပြင်းလာခဲ့ကြငါအစာစားမယ်ဒီလိုကလေးပေးသားရေလင်းရေချိုးခိုက်မှသူစားမရအရင်ရေချိုးတော့လင်းချီးနေတော့မစားဘူးဘလူကအမကိုလူကအထီးကိုအထီးနဲ့အမအချိန်ကသေးတယ်မဟုတ်ဘူးမသေးဘူးရိတ်တာဒါကြောင့်ယောက်ျားခြီထားတော့သူမစားရဘူးမိန်းမခြီမှစားနောက်တရားနာပိဋကလင်းရေချိုးဟိုမိမလုတ်တဲ့လူကကလေးလေးခြီထားသွားပြီမြင်ပြီဟိုကဟင်မောင်ကြီးဟဲ့ဘာလို့နမဘလူးလာပြီဘလူးဆိုတော့ဟိုကတရားနာပြည်သားလှမ်းကြည့်လိုက်မိုက်ပါနမရေမိမပြူလေးလှအရေးတဲ့ကောနှာပူးနေသေးတယ်ဟုတ်တယ်ဘာမှမသိညာမှမသိနဲ့အမေပြူလေးပါကွာဘယ်နိုင်မကြရမှာတော့မောင်လေးတက်ခဲ့တော့ဟောဒီလိုဘလူးတော်ဖန်ဆင်းပြီးတော့လာပြီးတော့စားတာကြာလှပြီဒီလိုမိမယောင်ဖန်ဆင်းပြီးတော့အနန္တရောက်ဘလူးဖြစ်တာကျုံမနေဘူးကျုံသားလေးကျုပ်ချီပြီးပြေးတော့မယ်မောင်ရဲ့ဆိုပြီးတော့ဆိုပြေးဘလူးကနောက်ကလိုက်ဒီတော့ဟိုတော့အခုမှရေထဲကတက်ဆိုလည်းပဲနေမှမသိဘူးမြေအောင်သာဖန်ကြည့်တရားကိုခန့်နေတာဟေးဘလူးရဟုရိတ်တာရေဘလူမကနောက်လှည့်ကြည့်ဟုတ်ထိုလန့်သွားအနောက်ဆက်လိုက်ဘလူမကဟိုက်ထိုလန့်သွားဒီလိုနဲ့တရားနာပြည်သားကလေးမလေးကပြေးတယ်မြတ်စွာဘုရားခန္ဓာကူရီတိုက်ခဲဆုံးဝင်တော့မြတ်စွာဘုရားခြေပမိုးမောကလေးလေးချလို့မြတ်စွာဘုရားအဲ့ဒီကဲတော်ဘုရားဒီလိုကဲတော်ဘုရားဟဲ့ရှင်သမီးပါဖြစ်ဘလူမကြီးလိုက်လာပါပြီဗျာဘလူမလိုက်သွားတရားနာပြည်သားခန္ဓာကူရီတိုက်ပေါက်ကြတော့တကားဆောင်တဲ့နတ်ကမဝင်ရလို့ဘလူမအပြင်မဲ့ရက်ဟဲ့ရှင်သမီးဘာဖြစ်လားမှန်လားပါဗျာဘလူမကြီးတော့ကလိုက်လာပါပြီကဲတော်ပါဗျာဒီလိုကလေးစားတော့မှာပါဗျာဘုရားမြတ်စွာစိနေရဤရှိဝါတော်အောက်ဝင်လာရောက်၍လျောက်တင်မရစေဒီလိုတော့မှကလေးတွေကိုနှစ်ကြိမ်စားခဲ့ပြီဗျာအဲ့ဒီဘဝရှေးရန်စားကြောင့်
နာလာနထွေးအသက်သေးညောဟာဘလူစားရွေတပည့်တော်ကလေးနှစ်ယောက်စားခဲ့တယ်ဗျာဟောဒီတတ္တရကလေးကြတော့တရေရချတတ္တရသားကိုခွာ၍အပြာတပည့်တော်စနေမောင်နှံပြန်ခဲ့တော့ဗျာရန်သူသေးမေမဆောင်ကွေးနာဘူးအတင်းမညာလိုက်လို့လာရင်ဒုက္ခတွေမှာအပူအေးရအောင်လို့ကဲမတော်မူပါဖယားကဲမတော်မူပါဖယားဟမလေးဘလူးပါလိမ့်ပါဗျာလောကဘလူးငူတာပေါ့ဗျာငူတာပေါ့ဘုရားချစ်သမီးတိတ်မပူနဲ့ငါဖယားထိုင်ရောက်ကသင်တို့အပူမှန်သမျှပျောက်ရမယ်ဟဲ့ညီတော်အနန္ဒာထွက်ကြည့်စားထွက်ကြည့်စားဆိုညီတော်အနန္ဒာထွက်ကြည့်အပြင်မဲ့ဘလူးမကြီးတွေ့ညီတော်အနန္ဒာခိုင်းလို့ပေါ့ကျွတ်တို့ထွက်ကြည့်ခိုင်းထွက်ရပုံညာအကြောင်းပါရသော်ဗျာတဲ့ဘလူးမကြီးပြင်မဲ့မှာရှိကြောင်းပါဗျာဟဲ့ခြေသားဘလူးမခေါ်ခဲ့မလီမခေါ်ပါနဲ့ဗျာခေါ်ပါနဲ့လမ်းဘလူးမကြီးခေါ်ပါနဲ့ဗျာဒီလိုကလေးစားပါပါဗျာဟဲ့ချင်းလေးအသားနေမကြောက်နဲ့လာပါစီဘလူးမဝင်လာဟဲ့ဘလူးမဗျာတင်ဘဲနဲ့ကြောင့်ဒီတငယ်မရဲ့ကလေးနှစ်ကြိမ်စားပြီးအခုတည်းထိအာမရသေးပဲနဲ့တတ္တရသာစားရကြံတို့မှန်လားပါဗျာတပည့်တော်မှာဆူတောင်းကြောင့်စားရကြောင်းပါဗျာဆူတောင်းကြောင့်စားရကြောင်းပါဗျာလို့ဘလို့မှကသူ့ရန်သူဖြစ်ပြီးအတွက်စားရမယ်အကြောင်းမြတ်စွာဘုရားလျှောက်ထားဒီတော့မှမြတ်စွာဘုရားကိုတော်မြတ်ကဟဲ့ဘလူးမတင်တို့သည်မိကိုမဆုံမိုးမဆုံပါလားတင်တို့သည်နောက်လူဘဝတုန်းကရညှိုးကြောင်းကျင့်တဲ့ကြောင့်ဖြစ်တော်လည်းစားခဲ့ကြတမင်းနဲ့တစ်ဖြစ်တော်လည်းစားခဲ့ကြအခုဘလူးနဲ့လူဖြစ်ကြတော့လည်းစားကြပြန်ပြီမိကိုမဆုံမိုးမဆုံကြောင်းနဲ့ကြွက်လို့ကြီးကန်းနဲ့ခင်းဖုတ်လို့ဝန်နဲ့ကြို့ပင်ဆောင်လို့ကမ္ဘာရန်စားတွေဖြစ်ကြလိမ့်မယ်ဟဲ့ကဲဝန်နဲ့ကြို့ပင်ဆောင်နည်းနည်းလေးတော့ပြောရအောင်တိတ်ကဝန်တကောင်ကကြို့ပင်အောက်အိတ်ကျိုးပင်အောက်အိတ်တော့ကျိုးပင်ဆောင်နာကငါတစ်ပင်အောက်အိတ်ရမလားလို့တစ်ကိုင်းချိုးချတစ်ကိုင်းချိုးချတော့သူ့တစ်ပင်အောက်အိတ်ယုံလေးနဲ့တစ်တပင်ကောင်းတော့ငှက်တောင်းခိုးတစ်ခက်ပေါ်တောင်ငါမခိုးပါဘူးအရိတ်ကလေးခိုးတာနဲ့တစ်ကိုင်းချိုးချတွေ့ကြသေးတာပေါ့ရန်ညှိုးနဲ့ထွက်သွားတော့လယ်သမားတယောက်လမ်းတွေ့အသိလယ်သမားပဲတော့ငါတဘိုးတုံးသွားခုတ်ဘာသာခုတ်အာတို့တော့နဘဲသားတို့ဘာတို့ကျုံရကြပန်းခုတ်တာမဟုတ်ဘူးတဲ့တဘိုးတုံးလှုပ်တဲ့နေရာကျို့သားအကောင်းဆုံးတဲ့ဗျာဝန်ကဒါနဲ့တရားနာပြေတာကျို့ပင်သွားလှဲ့ရောလဲကနီကျိုးပင်ဆောင်နဲ့ရောက်လာအသင်လယ်သမားဘာပြုလို့ငါကျို့ပင်ခုတ်ငါစတော့ကျို့သားခုတ်ဖို့စိတ်ကူးမရှိပါဘူးတဲ့ဟိုနာတွေ့တဲ့ဝန်တကောင်ကတဘိုးတုံးလှုပ်တာကျို့သားကောင်းတယ်ဆိုလို့ကြည်စားတစ်ပင်ရိတ်အိတ်ငါတစ်ကိုင်းချိုးချလို့ငါတစ်ပင်အခုတ်ခိုင်းတယ်ဝန်သင်လည်းထားရိုးလားအသင်လည်းသမားသင်တို့လှဲဥဖို့လှုပ်တဲ့ခါဘာလဲလှုပ်တို့တော့ခိုင်နဲ့ကျွဲရည်တို့ဘာတို့လှုပ်တာမဟုတ်ဘူးလှဲဥဖို့လှုပ်တဲ့နေရာဝန်ရည်အကောင်းဆုံးကိုင်းကျိုးပင်လှဲထမ်းသွားပြီးတော့လမ်းတွေ့တဲ့ဝန်ပြန်တက်ဝန်ရည်ခွာသွားတော့နှစ်ဦးသလုံးဆုံးပြီဘူးလားပြိဿပေးသားကြီးနှစ်ဦးသလုံးဆုံးဘူးလားဒါကြောင့်ယံညှိုးအမတန်ကြောက်စရာကောင်းပါသဖြင့်ဘုရားကိုယ်တော်မြတ်ကနာဟိဝေရဏဝေဒာနိတမန္တိတာကုရသနာအဝေရဏသတမန္တိဧတဓမ္မောသနာတနောရဲ့လို့ဟောဒေသနာဓမ္မလေးပါထပြလိုက်တော့ဘလူးမသည်ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သောတာပန်ဖြစ်ရောပြုနေအောင်ပြီးသေးဘူးသောတာပန်ဖြစ်တယ်ဆိုရင်ပြန်ရင်စိတ်ကြီးပေါ့နေအောင်80နာထောင်သားဒေသကြီးဘလူးမပါဖြစ်သွားတယ်သောတာပန်လည်းဖြစ်ရောတရားနာပိဋကရေဘုရားကိုယ်တော်မြတ်ကဟဲ့ခြေသမီးပေးသင်ကလေးအဲ့ဆိုဘုရားဘာလို့မလို့လဲဗျပေးခြေသမီးပေးဆိုတော့မြတ်စွာဘုရားလက်တော်အပ်လိုက်မြတ်စွာဘုရားဘလူးမကြီးလက်ထဲလှမလုံးပါနဲ့ဗျာသစားပါလိမ့်မယ်ဗျာမလုံးပါနဲ့ဗျာဟဲ့သမီးမပူနဲ့
မပူနဲ့ဆိုဘလူးမလက်ထဲအလိုက်တော့ဘလူးမကဘယ်စားတော့ပြေးသားကလေးလေးကြည့်ပြီးတော့ပြုံးပြေးသားကလေးလေးကြည့်ပြီးဘာဖြစ်ပြုံးပြီးနောက်ဘလူးမကြီးမျက်ရည်ချပြုံးမျက်ရည်ပေါ့လေပြေးသားကြီးဘာမျက်ရည်ငါတရားမင်းလည်းပြုံးမျက်ရည်ဒီနေ့လည်းပြုံးမျက်ရည်ပြုံးပြီးမျက်ရည်ကြတယ်ပြုံးမျက်ရည်ဆိုတဲ့ဇာကဒါမျိုးနေမှာဘောလို့ထည့်ပြောရကြည့်ပြုံးတာကဘာပြုလို့တော့မှားနေတဲ့အယူကြီးကွာလို့သူများအသက်သတ်ခြင်းအမှုကိုမပြုဘဲနဲ့အယူမှန်ရသွားလို့တရားသဘောနဲ့ပြုံးငါမှားတာကြီးပျောက်ပြီတဲ့မြဲရကြတာကတော့သောတာပန်ဖြစ်ပြီးအတွက်သူများအသက်ကိုမစားတော့ဘူးလေသူများအသက်ကိုမစားရသဖြင့်ငါအတွက်အစာအတွက်ခက်တော့ပြီအစားစာအတွက်မျက်ရည်ကျဟဲ့ဘလူးမသင်ပြုံးတာမျက်ရည်ကျတာဘာလို့လို့ဆိုတော့အဲ့ဒီအကြောင်းမြတ်စွာဘုရားလျှောက်ထားတော့မှကဲမပူနဲ့ဟဲ့ခြေသမီးယော့နင်ကလေးဘလူးမထမ်းကပြန်ယူလူမစားတော့ဘူးဒီဘလူးမဒီလူမတတ်တော့ဘူးသင်အမကြီးအစာအတွက်ခက်ပြီးဒါကြောင့်သင်အိမ်ခေါ်သွားသင်ကျွေးမွေးပေတော့ကလေးလေးချီပြီးတော့တရားနာပြေသာဘလူးမတစ်လှဲ့သူတစ်လှဲ့ချီလို့ဘလူးမလည်းကဲညီမတော့ပါတော့တယောက်ကိုတယောက်တစ်လှဲ့စီတတ်စားကြလို့ငါတို့ငိုခဲ့ရတာတွေများလှပါပြီညီမရဲ့ငိုလို့တော့ပြီးကြပြီငါတို့ငိုပြီးမှတော့ရည်ကြပါစို့လို့ခိုးပြီးတော့အိမ်ခေါ်သွားပေးသားကြီးအိမ်ခေါ်သွားဗလားအိမ်ခေါ်သွားတရားနာပြေသာဘလူးမကြီးကြက်ခိုးစင်ပေါ်ထားတော့လည်းမိခိုးလို့မနေနိုင်တစက်မိတ်ထားတော့လည်းချီလည်းရည်သွန်းလို့မနေနိုင်စီယိုထားတော့လည်းရွာတဲ့ဟာတွေလည်းခက်သားပဲစီယိုထားတော့လည်းခိုးနန်းဒီနန်းနေကြောင်မနေနိုင်တော့တရားနာပြေသာညောင်မင်းကြီးအောက်ကွန်းလေးဆောက်ပြီးတဲ့နတ်စင်လေးလူပေါ့အဲ့ဒီမှာနေရတော့လေသောတာပန်ဘလူးမကလူမစားသဖြင့်သူ့မြင်တဲ့လူတွေလောက်မှစိုးရင်လို့ဘလူးမကြီးကမမြင်အောင်ပုံနေရတယ်ပြိဿနောက်တော့တရားနာပြိဿကြီးအဲ့ဒီလိုနေရောက်မှသူကမိုးနမိတ်ကိုသိလာသည်ဒီနှစ်မိုးခေါင်လိုက်မယ်ဒီနှစ်မိုးများလိုက်မယ်ဟဲ့ငါညီမဒီနှစ်မိုးအားကြီးများလိုက်မယ်ဘသူကယူတယ်ပြောတောင်ထိတ်တဲ့ဆိုင်ပြက်ဘူးဗျာဟဲ့ငါညီမဒီနှစ်မိုးလဲလိုက်မယ်မိုးခေါင်လိုက်မယ်ဘသူကယူတယ်ပြောချောင်းလဲကောင်ကန်လဲကောင်ဆင်းဆိုင်ပေးသာဒီလိုမိုးနမိတ်သိတဲ့ဘလူးမကြီးများပြေမြို့ကလိုချင်ဘူးလားတို့တော့ကြောက်ပါဗျာဘလူးမလိုချင်ပါနဲ့ဟဲ့တို့အခုမိုးလေဝသဌာနကကြေညာနေတာနဲ့အဲ့ဒီလိုမိုးနမိတ်တွေပြောပြတော့သူများမိုးခေါင်တယ်သူမခေါင်ဘူးသူများမိုးဖြစ်တယ်သူမပြက်ဘူးဒီလိုနဲ့တရားနာပိဋကကြီးစီးပွားတွေဖြစ်လာတော့ဟဲ့ညီဘယ်နဲ့ကြောင့်စီးပွားဖြစ်လာတာတို့ဖြစ်ဆိုတော့တဲ့ကျုပ်အမကြီးတယောက်ရှိတယ်တဲ့အမကြီးကမိုးနမိတ်သိတယ်တော့ဒါကြောင့်လေအမကြီးကပြောပြလို့ကျုပ်ဒီလိုစီးပွားဖြစ်လာတာတော်လဲကိုးကွယ်ကြပါလားတော်လဲပူဇော်ကြပါလားလို့ဆိုတော့ဒါဖြင့်တို့လဲပူဇော်ပါရစေနတ်ကွန်းဆောင်တရားနာပိဋကကြီးဓာပေါင်းလာပြီးနေတိုင်းတင်းပြီးတော့နေကြတဲ့လေဆောင်နာခေါ်တဲ့ခမည်းတော်ပြောနေတဲ့ပုံမကြီးဆိုတာလေလူတွေမြင်မှစိုးပြီးတော့ပုံနေရလို့ခိုးတော့ကတော့ပုံမကြီးပေါ့ဒါပေမဲ့လို့အခုလူတွေကပုံမကြီးနဲ့ဆိုပြီးတော့တင်ကြသည်အခုတည်းထိလေဆောင်နာဖြစ်တဲ့ဒီဘလူးမှာတရားနာပိဋကလူအများပူဇော်ပတ်တာလျက်ရှိဘူးလားပိဋကကြီးရှိပါရဲ့ဒါကြောင့်တရားနာပိဋကကြီးပုံမကြီးခေါ်တဲ့ခမည်းတော်သိထားကြတဲ့လေဆောင်နာရဲ့ဇလံကာလိယခိနီဆိုတဲ့ဇတ်ထုတ်ကိုကျုပ်ငိုပြီးမှရည်ကြပါစို့လို့အမိပေးတာဒီကနေ့ည12နာရီခွဲခမည်းတော်လည်းပေးတေကုတ်ကထိုင်းနေတာပဲကိုကိုင်ပြီးပါပြီမေတ္တာပို့အောင်ခဏလေးပြဆိုစမ်းပါတကဘာလုံးမှမြတ်တာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေ
အိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ခဲ့လျင်ရှင်းလင်းရင်ဘုံလုံးစိတ်တွေပြစ်ပြရသည်သောမိမိတို့အင်္ဂါဌာနသို့နိဝတ္တန်တို့သိခံရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရုပ်ကခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြန်းစီရောခြေသာဆွေကလျှမ်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေတာဓုခေါ်ယုံလေးမစောင့်နိုင်ပဲနဲ့ပြန်ခြင်းလွန်းလို့လှုပ်လှုပ်ရွရွလုံနေတဲ့ဟာတွေပြန်မလေးတော့ပြန်ကြစေကုန်သတည်းဆိုသံပရိသတ်ကြီးနောက်ကအနန္တ၅ပါးကိုရှစ်ခိုးပါ၏ခရာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်ဒီကနေ့ဟောမှာကအလှဤဏိကုံအလှဏိကုံချုပ်တဲ့တရားဒီဒေသနာကိုဘုရားကိုယ်တော်မြတ်သည်ရာဇကြိုမြို့ဝေလူဝန်ကျောင်းတော်ကြီးမှာတည်င်းသုံးတော်မူစဉ်အခါပသစိတ်တကတံဘိမောအရုကာယသမုတ်တိတံအာတုရံဘဟုသင်္ကပံယသနတ္ထိဒုဝန္ထိတိဒီဒေသနာကိုဟောပါဘဟုအကြောင်းပြုဟောသလဲယောက်ျားတွေရဲ့ပါးစပ်ဖြားမှာဟေးအလှဘယင်မကြီးကွာလှလိုက်ပုံများကွာအမလေးမြတ်တောင်ခန့်ရမှာတောင်ကြောက်တဲ့ဟဲ့ဒီအလှဘယင်မကြီးထံငွေစုလို့ပြည့်ရင်သွားနိုင်တဲ့ငွေ1000ပြည့်အောင်စုမယ်ယောက်ျားဒီပါးစပ်ဖြောင်းငွေ1000ပြည့်ရင်သူရှိရောက်တဲ့ပြည်သားကြီးငွေ1000ပြည့်ရင်ဘယ်သူရှိရောက်တဲ့ကြည့်အဲ့ဒီအလှဘယင်မကြီးထံကိုငွေ1000ပြည့်အောင်စုပြီးတော့ယောက်ျားတဲ့ရောက်အောင်သွားခြင်းစိတ်ရှိနေတဲ့မိန်းမအလှဏီကုန်းချုပ်ပုံကိုခရဟောပါတယ်ဗျာဒီဇလံဘယ်ကစမလဲလို့ဆိုတော့ဘုန်းကြီးတို့မောင်ပုံနာနဲ့ပါရိတာတို့ကစရရှင်မယားအလှဘယင်မဆိုပြီးမောင်ပုံနာတို့ပါရိတာတို့လာဖျက်မောင်ပုံနာပါရိတာကမပါလို့ဒီဇက်ကွက်မှာမပြီးပါဇက်ဆောင်တွေပေါ့ဇက်ဆောင်တွေပေါ့တရားနာပိသပရိသတ်ကြီးအကယ်ဒမီရတဲ့ရုပ်ရှင်ဇာတ်ကားတကားမှာမင်းသားတယောက်ထဲနဲ့ရိုက်လို့ဖြစ်တယ်ဟဲ့မင်းသမီးတယောက်ထဲနဲ့ဇာတ်ကားတကားထွက်လာနိုင်ရလားဟဲ့ထွက်နိုင်မှုပေါ့ဇက်ဆောင်တွေဆိုတာပါရတီဝိုင်းနေလူပြက်တွေလူချမ်းတွေထိုးမဲ့ကြိတ်မဲ့လူတွေအဲ့ဒီလိုဇက်ဆောင်တွေပါမှဇက်ထုတ်တထုတ်ဖြစ်သလိုမောင်ပုံနာနဲ့ပါရိတာတို့ကလည်းဒီအလှဤဏီကုံဇက်လန်းထဲမှာဇက်ဆောင်တွေပေါ့မောင်ပုံနာနဲ့ပါရိတာတို့ဒီသူများအိမ်စရင်ငါလှုပ်ရှားရသမီးလေးတယောက်ရှိတာကလည်းဥတ္တရာဒီကနေ့တော့မောင်ပုံနာစီလေတွန်အသွားလေတော့မှရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတယ်သပိတ်ကြီးပိုက်လို့နိရောဓသမဘာမှာအထရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကြွလာတာမြင်တော့ဟာယဟန္တာအရှင်မြတ်ကြီးကြွလာပါလားရှင်သာရိပုတ္တရာကိုရောမြတ်ကြီးငါဘာလှူရပါမထုံးလှူစရာလည်းမရှိပါလားသူတော်သူများကြီးပြောတန်ကြားဘူးတဲ့လှူစရာမရှားဘူးစေရနာရှားတဲ့စေရနာရှားတဲ့ငါဓမ္မပါသားပဲ
တဘူလေးခုတ်တဘူလေးလှူပြီးတော့သပိတ်တော်ကိုယူ၍ရေအိုင်ထဲမှာရေချမ်းကိုသပိတ်နဲ့ခတ်ပြီးတော့ကတ်လှူလိုက်သည်တဘူနဲ့ရေချမ်းဒီတဘူရေချမ်းအလိုခံပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကလည်းပြန်ကြွမယားလေးကလည်းတရားနာပရိသတ်ကြီးမောင်ပုံနာထံထမင်းဖို့အလားရှင်သာရိပုတ္တရာနဲ့လမ်းဆုံးပြန်ပါရောဟဲရဟန်းတော်ထင်မြတ်ကြီးကြွလာပါလားခံကြပြီကိုပုံနာအတွက်ငါထမင်းဖို့သွားပေမယ်လို့ယဟန္တာမထေမြတ်ကြီးရှင်သာရိပုတ္တရာနဲ့တွေ့နေပြီလှူမပဲကြုံရိုက်ခဲမြကျုံတုံးကြိုက်မှတော်မှာပဲလှူလိုက်ရရင်ဖြင့်ဒီဒါနအင်မတန်ထက်မြက်လိမ့်မယ်ထင်တယ်။ကိုက်ကိုပုံနာအတွက်ပြီးတော့မှပြန်ချက်တာပေါ့။ဟောရှင်သာရိပုတ္တရာကိုရောမြတ်ကြီးလောင်ရော်ပြုတဝက်ကြတော့လက်ကလေးကာဗျဟဲ့ပါရိတာနိလင်သားအတွက်ထမင်းဖို့သွားတာလေငါအတွက်တဝက်လူပြီးနိလင်သားအတွက်တဝက်လောက်ချမ်းအိုးပါဇက်ကဒီလိုမမိတ်တော့လို့မိတ်တဲ့ကဲ့သို့လက်ကလေးကာဗျအလူကံပုဂ္ဂိုလ်များငဲ့တာပြောပါတယ်ဒီထဲတချို့ကပြောကြတယ်ဘုန်းကြီးတွေဘာမှတရားတော်မတွေပေါ်မငဲ့ဘူးတဲ့တချို့ကမြန်ကျွတ်တို့ဘုန်းကြီးတွေဘယ်လိုပြောတယ်ထင်တော့အလလမအဖွဲအလလမဆိုတာအလုံးလက်မဲ့အဖွဲဒါဆိုတဲ့လူတွေတရားဟောတာအလုံးမဟုတ်တော့ပါတော့မြတ်ဘုန်းကြီးကလွယ်မှတ်လို့ခမည်းတော်တဲ့အလုံးများသေးခမည်းတော်ကကာယလုပ်သားကျွတ်တို့ကညာဏလုပ်သားစိတ်တလုပ်သားစိတ်အလုပ်တွေအများကြီးရှိသာသနာပေါင်းလွယ်တယ်မထင်နဲ့ဘုန်းကြီးကလွယ်လွယ်လေးထင်တယ်တချို့ကဘုန်းကြီးကဆိုတာစာသင်ရင်သင်စာမသင်ရင်စာချစာမချရင်တရားဟောတရားမဟောရင်တရားအထုတ်တောင်းလေးတောင်းမှန်အောင်လုပ်ရတယ်ဗျဘုန်းကြီးကလွယ်တယ်မထင်နဲ့တချို့ကသမန်ငါရှံငါပြောနေဘုန်းကြီးဘဝထောင်လေးတောင်းတစ်ထောင်တောင်ကမှမရရင်သာသနာကြာကြာနေလို့မရတော့ဘူးမှန်လားပြိဿကြီးခမည်းတော်လှူတာကြေအောင်စားရတယ်ဗျခမည်းတော်လှူတာတွေကျွတ်တို့စားတော့နေရတန်တွေတန်ကဲစားရတဲ့ကဲ့သို့အစိတ်တုံးစားရတဲ့ကဲ့သို့ကြေအောင်မဆန့်နိုင်ရင်ဘုန်းကြီးဘဝလူလိုသပိတ်သွလို့မရဘူးဗျရှူးဆိုသွားတာဘယ်သွားတာတော့မအောင်မေးနဲ့သွားတာပဲလွယ်မှတ်လို့ဒါကြောင့်တရားနာပြိဿလွယ်တယ်မထင်နဲ့ပြောတာပါလွယ်တယ်ထင်စမ်းကြည့်ဘုန်းကြီးကအတော်အောင်ရအောင်ရတယ်ကွငန်းကြီးတို့ရမှတ်ထားကြမင်းတို့လူငယ်တွေကြကြပြောရမင်းတို့လိုလည်းတို့ခေါင်းလောင်းကြီးမစွတ်နိုင်ဘူးကွစွတ်ချင်စိတ်ရှိလည်းမစွတ်ရဘူးကွတို့ဘဝကခုတ်ထောက်ကြီးလည်းထားလို့မဖြစ်ဘူးကွတို့ဘုန်းကြီးကလွယ်မှတ်လို့မင်းတို့လိုဒလိန်ကြီးလည်းကိုယ်တိုင်ကြိုင်လို့မဖြစ်ဘူးကွဒလိန်ဆိုတာကားပြောတာကိုယ်တိုင်မောင်းလို့ဖြစ်ဘူးကွလွယ်မှတ်နေလားဘုန်းကြီးဘဝပြည့်သားကြီးလွယ်ရဲ့လားသူများသွားသလိုမသွားရသူများစားသလိုမစားရသူများဝတ်သလိုမဝတ်ရသူများပြောသလိုမပြောရဘုန်းကြီးကအောင့်ရအောင့်ဆိုအကုန်အောင့်ရတာပါကွာဒါကြောင့်ဘုန်းကြီးတွေအောင့်လုံးအကြီးလို့ပြန်တော်မူတော့မိရှို့တဲ့ခါပြောင်းတိုင်းဆိုကွဲကုန်ဟုတ်တယ်ဒါတချို့ကဘာလုံးကြီးလေးညာလုံးကြီးလေးနဲ့ဘယ်ဟောက်မလို့အောက်လုံးကြီးတွေအဲ့ဒီကြမှာကွဲဒါကြောင့်လွယ်ရမထင်းတဲ့တန်ဃာတော်အရှင်မြတ်တွေကငဲ့တော်မူကြပါတယ်အလိုက်မသိဘူးမလုပ်ကြနဲ့ဆုံးလေးကအောင်တော့သီလလေးဖြစ်တော့ပေးစုလေးဖြစ်တော့ပေးပိယလေးဖြစ်တော့ယွတ်ရေစက်ကလေးဖြစ်တော့ချတရားဘာဝနာဖြစ်တော့အနုမောဒနာပြုလို့ဘုန်းကြီးဘဝဒီဘုန်းကြီးတွေသာသနာဝန်ကိုထမ်းနေလို့ခမည်းတော်တို့ဒီအသိဉာဏ်တွေရကြတယ်ဆိုတာလည်းပဲသဘောပေါက်ကြပြီးသားပါဗျာတမန်ငါရှံငါပြောတဲ့လူတွေအတွက်သာထည့်ပြောရကြည့်တရားနာပိဿလက်ကလေးကံဗျာနိလင်းပုံနာကိုတဝက်ချံအောင်ဟဲ့လို့မမိတ်တော့လဲမိတ်တဲ့ကဲ့သို့ဒီတော့ဗာရိတာကဘယ်လိုလျှောက်အရှင်ဗျာတပည့်တော်တို့ဒီဘဝအတွက်ချင်းမြောက်တော်မမူပါနဲ့
တန်တရားအတွက်ချီးမြှောက်တော်မူပါဗျာလှူပုံလေးတပည့်တော်တို့နောက်ဘဝကမလှူလို့ဆင်းရဲတော့ဗျာဒီဘဝမလှူရင်ဟောနောက်ဘဝကုန်းကောက်စရာတောင်ရှိမှာမဟုတ်လို့အကုန်လုံးအလှူခံတော်မူပါဗျာတန်တရားအတွက်ကြီးမှန်းတဲ့ဟဲ့ရှောက်တော်တရားနာပြိဿကြီးအလှခံတယ်အလှခံပြီးတော့ရှင်သာရိပုတ္တရာကြီးပြန်ကြွပါရိတာကလည်းအိမ်ပြန်ထမင်းချက်ကျက်တော့ခတ်သွက်ကလေးထမင်းတောင်းနဲ့ထည့်ပြီးမောင်ပုံနာထံလာဖို့မောင်ပုံနာထမင်းဆန်းဆန်းနဲ့တပြေးပင်ညိုရိပ်အိတ်နေသဘောမောင်ပုံနာအိတ်နေတော့မယားလေးပါရိတာကကိုပုံနာရေပြုံမောင်ကြီးလို့လှမ်းခေါ်လိုက်တော့အိတ်နေတော့လေမယားလေးအတန်နားရဲကြတော့ပွားကနေဆိုမျက်လုံးပွင့်လာဖြုတ်ဆိုငုတ်တုတ်ထိုင်ဟောနောက်ကျလိုက်တာကွယ်ကိုပုံနာရဲ့အပြစ်တင်နဲ့ကြုတ်ခံရရုံပဲနောက်ကျတာတခြားမဟုတ်ဘူးတော်ရေလမ်းရှင်းသားကြီးဗုဒ္ဓရာကိုရောမြတ်ကြီးတွေ့နေလို့တော့အတွက်လားပို့တဲ့ထမင်းကိုကျုပ်လှူလိုက်ပြီးဒါကြောင့်ကျုပ်ပြုတဲ့ကုသိုလ်ဒါနအင်ကြီးရှင်အမြဝေပါတယ်အမြတော့အမြလို့ဆိုတော့သာဓုဗျာမင်းလှူတာမောင်ကြီးထဲနောက်ကြသေးသဗျဟောဒီလေတော်ကြွလာလို့တပူးနဲ့ရေးချမ်းလှူလိုက်ရတယ်မောင်ကြီးပြုတဲ့ကုသိုလ်အင်ကြီးအင်ရှင်မအားအမြဝေပါတယ်အမြလို့ဆိုတော့သာဓုလို့အပြန်အလှန်အမြဝေ၍သာဓုခေါ်ကြသည်ဒီမျိုးသူမျိုးသားတွေမှတ်ထားကြနော်လင်းလှူတိုင်းမရရတယ်မထင်နဲ့မရလှူတိုင်းလင်ရတယ်မထင်နဲ့စေရနာမပေါ်လို့လှူတာမသိရမရဘူးဒါကြမှတ်သွားကြဟာဒီပြည်မျိုးကတကားတယောက်မန္တလေးသွားတယ်မန္တလေးသွားတော့ပြည်မျိုးကတက္ကမကြီးကသံဃာတော်ဘာကြွလို့အခန့်သိမ့်လို့ဆုံးကတ်လိုက်ပြန်လာရင်ပြောတော်မရှိတော့ကျုပ်ဆုံးကတ်လိုက်တယ်အမြဟိုလူကြီးကသာဓုခေါ်မှဒီကုသိုလ်သူပါရတယ်ဒီတော့တရားကြီးလောက်တဲ့လူကငါမန္တလေးမဟာမြတ်မုနီရွှေပဲနဲ့ဆိုင်းချခဲ့တဲ့ဟဲ့အမြအိမ်ကတက္ကမကြီးကသာဓုခေါ်မှရတချို့ကငါရှာထားတဲ့ပစ္စည်းတွေငါမိမလူငါရမှာပဲထင်တယ်မဟုတ်ဘူးမရဘူးဗျကြမှတ်ထားဒါကြောင့်ဟိုမှာကြည့်မောင်ပုံနာတို့အပြန်အလှန်သာဓုခေါ်ပြီးတော့ကမထမင်းစားပြီးတော့တရားနာပြီးတော့မောင်ပုံနာမျက်တောင်လေးဆင်းလာပါရိတာဒူးလေးတုပ်ပေးကိုပုံနာဟိုမြေကြီးပေါ်ကောင်းမအောင်နဲ့လေဟောဒီကျုပ်ပေါင်မောကောင်းအောင်ဒူးလေးတုပ်ပေးပြီးတော့ပစိုးလေးပေါင်မောခင်းပေးလိမ္မာတဲ့မိမများမှတ်ထားကြဒူးလေးတုပ်ပေးတော့ပေါင်မောကောင်းအောင်အိတ်ပေါင်ပုံနာအိတ်ပြော်ပေမဲ့လို့ပါရိတာကအငိုက်သမားကြီးပေါ့လေတဆဆငိုက်ရင်နဲ့တရားနာပရိသတ်ကြီးပါရိတာမျက်လုံးလေးဖွင့်ကြည့်လိုက်ရှင်ခဲတွေကအကုန်လုံးရွှေဖြစ်ရှင်လုံးရှင်ခဲတွေလက်ခွက်ထဲရှိသမျှသီးနှံနဲ့အကုန်ရွှေဖြစ်ဖွင့်ကြည့်လိုက်တော့ရွှေရောင်နေမြင်ရဟင်မလေးကိုပေါနာမီးလောင်ပေါမီးတော့ဟိုလူကြီးအိယာကထားဘယ်တော့ဟာမိုက်ပါနမရင်ဘယ်မီးလောင်ရမလို့မလေးဒိဋ္ဌဓမ္မအကျိုးပေးပြီးရွှေတွေဖြစ်ကုန်ပြီနမရင်ဟန်ကြလိုက်တာတော့ဟမကြနဲ့နမရင်ရွှေတရွေးသာမှမရှိတယ်လင်မယားတလောင်မြားတဲ့ရွှေတွေရှိလာရင်ဖြင့်မင်းပြမင်းတန်ခံရလိမ့်မယ်တို့နဲ့မတန်ဘူးဘရင်ထံသွားအကြစို့သဘောကောင်းတဲ့လင်မယားဘရင်ထံသွားအမလာပါရှင်လုံးရှင်ငယ်တွေရွှေဖြစ်လို့သိမ့်တော်မူပါဗျာဟဲ့လက်သား900နဲ့သွားတိုက်ကြလက်သား900နဲ့သွားတိုက်တော့ဒိုးဘရင်ကြီးဘုံကံကြောင်းกว่าဆိုပြီးကောက်တာတခါနဲ့ရှင်ခဲ့တဲ့လက်ဝင်သွားရွှေကရှင်ပြန်ဖြစ်ဟာ
ရှုံးနေပါကွာဘယ်ရွှေဟောမှာအဲ့ဟိုကောင်ယူလို့လာပြောတယ်စရင်ငှားကွာသူ့လက်ွက်ထဲရွှေပြည့်ရှိရမယ်လို့မဟုတ်တာဘယင်ကလည်းမစင်းစားလို့တို့ခိုင်းတာကွာရေရှုံးနေပါကွာလာဘယင်ပြန်တော့ဦးတင်ကြစို့မလာပါမောင်ပုံနာလိမ့်လိလှပြပြီးတော့ဘယင်ကိုကစားလျောက်တငယ်တယောက်လိုထားပြီးတော့အခုအလကားလာတော့ဦးတင်တာပါဗျာရှုံးနေပါဗျာဟေးဟေးနေအောင်ကွယ်မင်းတို့ဘယ်လိုပြောတင်ကြဘယင်ဘုံကံကြောင့်ဖြစ်တဲ့ရွှေလို့ပြောတင်ပါဗျာနေအောင်ကွယ်ငါသူ့မေးကြည့်အောင်မောင်ပုံနာမင်းပါကုသိုလ်ပြုဖခင်ကျွန်တော်မျိုးကြီးကတပူရေချမ်းမရလေးကဆွမ်းတနတ်စာဒီကိုယ်သို့ပြုပါဗျာဘသူလူတာတော့ဟဲ့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးပါဗျာဟေးမင်းကုသိုလ်ကြောင့်ဖြစ်တာပါကွာငါဘယင်နဲ့ဘာမှမဆိုင်ပါဘူးဟာဟဲ့ပေါင်းမင်းများသွားကြလဲသား900နဲ့မောင်ပုံနာရဲ့ဘုံကံကြောင့်ဖြစ်တဲ့ရွှေဆိုပြီးတော့တင်ခဲ့ကြမောင်ပုံနာဘုံကံကြောင့်ဖြစ်တဲ့ရွှေဆိုပြီးသွားတင်လိုက်တော့ရွှေတွေကုန်ပြန်ဖြစ်လဲပေါ်တင်ရွှေနန်းတော်ရောက်မင်းကြီးများငါတိုက်ပြရခုခဲ့သို့လက်ကွက်သေးကရှုံးနေကရွှေဖြစ်တဲ့သူလောက်ချမ်းသာတဲ့တထေးများရှိသလားဟဲ့မရှိပါဘူးဗျာမရှိပါဖရလို့တော်ဦးတင်တော့ကမှမောင်ပုံနာတို့ဇနီးမောင်နှံတထေးထီဆောင်တဲ့တကွတထေးရာရူးကြီးကအပ်လိုက်ပါပြီပြိဿဘာအပ်လိုက်တထေးဖြစ်သွားဖေတထေးဖြစ်တော့နေရာပေးပါဖရဆိုတော့ရှေးတုန်းကတထေးခေါင်းနေခဲ့ဘူးတဲ့နေရာပေးလိုက်တော့တိုင်ဆိုင်မလို့အိမ်ဆောက်ဖို့ကျွန်းတူးလိုက်တဲ့ချိန်ခါမှာရွှေအိုးတွေနဲ့ခန်းချင်းထိနေတာတွေ့အကျိုးပေးခြင်းတော့ဒီတိုင်းပဲနော်အင်းဦးနာတချို့ငွေတကြမ်းနဲ့ထီထိုးဘိုးဘိုးအောင်မပါပေါက်ဘူးတချို့ငွေတကြမ်းနဲ့ထီထိုးအပြိုကြီးလင်ဝဲရန်သိန်းဒီပေါက်အကျိုးပေးတရားနာပြိဿမန္တလေးမိုဟင်း90တယောက်ငွေတကြမ်းနဲ့ထီထိုးသိန်းဒီပေါက်သူ့အတိတ်တွေ့တော့မိုဟင်း90ကြီးကံပြီးတော့မိုဟင်း90မလုပ်ဖို့ဟဲ့တခဲပြေကွာအိမ်ပြန်သွားလက်မှတ်ပြောက်စိတ်နောက်ယူရောအကျိုးပေးပြိဿလွယ်တာမဟုတ်ဘူးကြည့်အခုရွှေအိုးတွေနှခမ်းချင်းထိနေတာတွေ့နောက်အိမ်တွေပါတွေဆောက်ပြီးတော့ကမှမြတ်စွာဘုရားကိုတော်မြတ်ကြီးဆုံးပင့်ကဘုရားကိုတော်မြတ်ဆွမ်းအနုမောဒနာတရားတွေကပြုတ်လိုက်တော့ဟာမောင်ပုံနာတို့ဇနီးမောင်နှံနဲ့သမီးကလေးဟာဒိဋ္ဌိနဲ့ဝစီကိစ္စကွာ၍သောတာပန်ဖြစ်ကြပါတယ်ဗျာဒေသကြီးသူတို့သားမိသားဖ3ယောက်ပါဖြစ်သွားတော့ဆွမ်းအကျိုးနော်ဘုရားကြီးဘာအကျိုးတို့ဆွမ်းအကျိုးဗျဆွမ်းဒါနကြောင့်ဆိုကြပါစို့ဒါကြောင့်ဒီဆွမ်းအကျိုးဟာဘယ်နှပါးရှိသလဲပြိဿဆွမ်းအကျိုးဘယ်နှပါးရှိ5ပါးလေကဲဆိုကြည့်သားဟင်နောက်ကအသက်ရှည်ခြင်းလက်ချိုးပြီဆိုလိုက်အဆင်းလှခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းဘယ်နှပါတော့အဲ့ဒီဆောင်းအကျိုး5ပါးဖယားဟောလို့သားမိသားဖ3ယောက်ဘာတွေဖြစ်ကုန်တော့ဟဲ့ကိုင်းသောတာပန်ဖြစ်လို့တထေးလည်းဖြစ်ပြီးရောမောင်ပုံနာခစားခဲ့တဲ့တထေးကြီးကကွယ်မင်းသမီးနဲ့ငါသားထိန်ရဖို့ကိစ္စသားဘေးသမီးယူလူကြီးပြီးလာပြီးတော့မင်းထံငါပြောပါတယ်ဆိုတော့မောင်ပုံနာကလက်မခံဘူးမဖြစ်ပါဘူးခမညာကျွန်တော်သမီးလေးကယရဏ3ပါးကိုကြည်ညိုတဲ့ဗုဒ္ဓဘာသာခမညာသားမောင်နန္ဒာကမိစ္ဆာဒိဋ္ဌိဒါကြောင့်ကျွန်တော်မပေးစားနိုင်ဘူးခမညာလို့ညင်းတော်လဲတထေးတွေကဝိုင်းပြီးတော့လှော်ကြသပေါ့လေလှော်ကြအောင်သွယ်ကြဂျွိုင်းကြပေါ့လေကွာအဲ့ဒါလို့တထေးတွေဝိုင်းပြီးတော့အောင်သွယ်ကြဂျွိုင်းကြတာနဲ့ဟောတရားနာပိဿသူ့သမီးလေးနဲ့မိစ္ဆာဒိဋ္ဌိသားပေးစားလိုက်ရပါရောဗျာဒီလိုပေးစားလိုက်တဲ့အချိန်ခါမှာသမီးလေးဥတ္တရာမိစ္ဆာဒိဋ္ဌိသားရသွားတော့ပဲစိတ်ချမ်းသာမလဲခက်တော့တာပဲ
မိဘများပဲနဲ့ကြောင့်ငါ့ကိုနှောင်အိမ်အတွင်းသွင်းလိုက်ကြတာပါလေဖယားဖူးခြင်းလို့မဖူးရတရားမနာခြင်းလို့မနာရတန်ဃာတော်ဆုံးကခြင်းလို့မကရမိစ္ဆာဒိဋ္ဌိသားဆိုတော့အတော်လေးစိတ်ဆင်းရဲတော့ပေါ့လေမိဘများထံစာရေးမိခင်ဖခင်တော်ဖယားမဖူးရတရားမနာရဆုံးမကရနဲ့ဘယ်နဲ့ကြောင့်လောင်ကြိုင်အတွင်းသွင်းလိုက်ကြတာတော့အကြံလေးများပေးပါဦးဒီတော့မောင်ပုံနာကတရားနာပြိဿရေစာရေးတဲ့သမီးလေးထားသမီးတဲ့အဖေကြံပေးမယ်သမီးရဲ့ငါသမီးဒီစာသေးသေးချာချာဖတ်ငါသမီးအတွက်လှူရတန်းရအောင်အဖေငွေ15000မှထည့်ပေးလိုက်တယ်15000ဆိုတာလှူစရာမရှိလို့မဟုတ်ဘူးဟိုမှာလဲတစ်ထေးလှူဖို့ထည့်ပေးတာမဟုတ်ဘူးငါသမီးတို့ဒေသမှာငါသမီးကြီးလှူရအောင်ဖေပြောရမှာပေါ့လေဟောတို့ဝေသာလီမှာအမပါဠိခေါ်တဲ့ပြစ်တစာမတယောက်သူ့ကိုကုံတယ်တယောက်ကတွေ့ကြလို့ဗိမိတာရမင်းကြီးအလျောက်ထားဒီတန်းစာမထားရင်တင့်လျော်ပါလိမ့်မယ်ဗျာဝေသာလီမှာဒီလိုရှိတော့ဘုရားတွေ့ကြတော့ဘုရားဆိုတော့ဒီတန်းစာမဆိုပြီးတော့တာလဝတီဆိုတဲ့မိမတယောက်ဒီတန်းစာမယာရူးကြီးပေးရှေးတုန်းကဒီတန်းစာမတိုက်ပြေမှာဘယင်များအသိမှတ်ပြုတဲ့မိမဟဲ့လူငယ်တွေမှတ်သွားကြပေါ့ဒီတန်းစာမဒီလိုမိမရှိနေကာမေတုမိစ္ဆာစာရကံကြီးများလည်းတားဆီးနိုင်တယ်ဘာလို့တားဆီးနိုင်တာတော့ဘာလို့တားဆီးနိုင်တာတုံးလို့ဆိုတော့လင်းရှိတဲ့မယားကိုမစော်ကားကြမဖြစ်စည်းကြတော့ဘူးဒီပြည့်တန်းစာမှာရှိသဖြင့်ဘာလျှောက်ပြောလည်းမကောင်းပါဘူးဟာဒါပတိပြောပြီးကုန်ပါပြီကဲရှေ့ဆက်ကြပါအောင်ဆိုကွာအဲ့ဒါနဲ့တာလဝရီဆိုတဲ့ပြည့်တစားမကိုထားတဲ့သမီးရဲ့အဲ့ဒီပြည့်တစားမသည်ဗိမိတာရမင်းကြီးဤသားဖြစ်တဲ့အဘယမင်းသားသွားပြီးပျော်ပါတဲ့အချိန်ခါမှာသားယောက်ျားလေးမွေးဖွားပြည်သားကြီးသားယောက်ျားလေးမွေးဖွားတော့အဲ့ဒီတာလဝရီပြည့်တစားမကသားယောက်ျားလေးဆိုတော့ဖြစ်ဖူးပေါ့လေအမွေးဖွားခင်တုန်းကလည်းအတော်လေးအလုပ်ပြက်ခဲ့အလုပ်ပြက်ဆိုသားတန်နေရှိတဲ့အချိန်ကစပြီးတော့ဘသူလာနေမကောင်းဘူးလို့ပြောလိုက်ကြနေမကောင်းဘူးလို့ပြောလိုက်ကြဒီလိုနဲ့ပဲတရားနာပရိသတ်ရေတန်းယောက်ျားလေးမွေးဖွားရဆိုကြပါစို့တန်းယောက်ျားလေးဆိုတော့လေဩငါအလုပ်နဲ့တခြားစီပါလားမဖြစ်ပါဘူးလေဒီတိုင်းဆိုလို့ရှိရင်ဖောက်တယ်ပြက်ကုန်တော့မှဟာငါပဲရောက်ကုန်ပါလေဒုက္ခပါပဲကွာကဲရှိပါစီတော့ရှေ့ဆက်ကြအောင်စို့မဖြစ်ဘူးဒီကလေးသုတ်တန်သွားပြစ်မှာပဲလို့ဟောကလေးလေးသွားသုတ်တန်ပြစ်တဲ့ဟဲ့သုတ်တန်ပြစ်ထားတော့ကွာကြီးလင်းသားတွေတယုံယုံပေါ့ရင်ကောင်းတွေတအုံအုံနဲ့ဆိုတော့တရားနာပရိသတ်ရေအဲ့ဒါဟိုဗိမိတာရမင်းရဲ့သားဖြစ်တဲ့အဘယမင်းသားကလည်းခကြီးလမ်းပေါ့လေအဲ့ဒီနာအဆိုင်ဟဲ့မောင်မင်းမြရင်ကောင်တယုံယုံနဲ့တော့ကြည့်စားဟိုပါတော့ကြည့်လိုက်တော့မှန်လားပါဗျာကလေးလေးဗျာဟေးဟဲ့ယောက်ျားလေးလားမိန်းမလေးလားမှန်လားယောက်ျားလေးပါဗျာဘာလို့ဇီဝတုအသက်ရှင်ကြသေးရလားဟဲ့ဇီဝတိအသက်ရှင်ကြသေးရလားဟဲ့လို့မေးတော့အသက်ရှင်ပါသေးတယ်ဖေရဆိုတော့အဘယမင်းသားကဟောသူကိုယ်တိုင်ကောက်ယူကျွေးမွေးတာလဝရီကိုသူနဲ့ပျော်ပါလို့ရတဲ့သားသူနဲ့ပဲပြန်တွေ့တယ်ပရိသတ်ကြီးအဲဒီလိုတရားနာပရိသတ်ဇီဝတိအသက်ရှင်သေးရလားလို့အဘယမင်းသားမေးတဲ့စကားလေးကိုပဲအကြောင်းပြုပြီးတော့တက္ကသိုလ်ပို့လို့ပညာများတက်လို့ဆရာဖြစ်တဲ့အခါမှာသူဇီဝကဆိုတာအဲ့ဒါပြစ်ဒဇာမသားပါဗျာဘုရားချိန်မှတော့သွေးစိမ့်တီတာခွဲတဲ့ဇီဝကလေပြစ်ဒဇာမသားကိုဘုရားရဲ့တက္ကသိုလ်ကပြန်လာတော့လည်းပဲတမင်ညနဲ့လွှတ်လိုက်တာမဟုတ်ပါဘူးဟဲ့အမောင်ဇီဝကမင်းလေတဲ့ဆ
ဆေးဘက်မဝင်တဲ့မြေကြီးပေါ်ကပေါက်နေတဲ့သစ်ပင်တစ်ပင်ငါရှာပေးစားဟိခိုင်းခင်ဗျားတို့ကျတို့မသိလို့ဥစ္စာမြေကြီးပေါ်ရှိနေတဲ့သစ်ပင်မှန်များဆေးဘက်မဝင်တာမရှိပါဘူးဆေးဘက်မဝင်တဲ့သစ်ပင်မရှိဘူးမတွေ့ဘူးပြိဿနေရာတွေကသုံးဖြစ်ဒါကြောင့်တရားနာပြိဿကြီးအဲ့ဒီဇီဝကပြစ်ဒဇာမတော့ရဲ့နောက်မှာအဲ့ဒီတာရဝရီပြည့်တစားမမှာတရားနာပြည်သားနောက်ထပ်သမီးလေးတယောက်ခွားမြောက်ပါသမီးလေးတယောက်ခွားမြောက်တဲ့အချိန်ခါကျတော့အော်သမီးမိန်းကလေးဆိုတော့ဟန်ကြငါအလုပ်ဆက်လက်ပြီးတော့အမွေခံနိုင်စရာအကြောင်းရှိတယ်ဒါသူ့လုပ်ငန်းနေနဲ့သူကိုဗျအဲ့ဒါနဲ့ကလေးမလေးကြီးပြင်းအောင်မွေးထားဒီကလေးမလေးအရွယ်ရောက်လာတော့ဆရာဇီဝကရဲ့နှမတာလဝရီကမွေးတဲ့မိန်းကလေးသီရိမာသည်သူ့အမေမရှိတဲ့နောက်သူ့မေယာရုသူဆက်ခံသူ့အမေတို့ကလူတယောက်ပျော်ပါရဲ့အကဗျာတရားပေးရသည်သီရိမာအင်မတန်လှတဲ့မိန်းမလှကြီးကြတော့ယောက်ျားတယောက်ပျော်ပါလို့လျင်အကဗျာ1000ပေးရသည်ဒါကြောင့်သမီးအဲ့ဒီဆရာဇီဝကရဲ့နှမပီရိမာပြစ်တစားမရှိလေရဲ့ငါသမီးဒီကနေ့တော်သလင်းလခွေနေ့ဖြစ်သည်ဓာတ်တင်းကျွရန်15ရက်လိုတော့သည်15ရက်အတွက်တစ်နေ့1000ကျငွေ15000အဖေထည့်ပေးလိုက်သည်ငါသမီးလင်းသားမောင်နန္ဒအားသမီးသီရိမာပြစ်ဒဇာမကို15ရက်တိုင်တိုင်ခေါ်ပြီးတော့ဒီငွေ15000ပေးလိုက်ငါသမီးနေရသူပြုစုလိမ့်မယ်ငါသမီးကလင်သားကိုလည်းပြောပြပြီးသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား15ရက်တိုင်တိုင်နောက်ပါသံဃာနဲ့ဆွန်းကပေါ့အကြံပေးလိုက်ဒီလိုအကြံပေးလိုက်တော့တရားနာပရိသတ်ကြီးခင်ဗျားတို့ကအောင်းမိမှာပေါ့ဟောတော်ကြည်ဆောင်ပါဟာကွာကြည်ဆောင်ပါအထေးနဲ့ကွာသောတာပန်ကြီးဖြစ်ပြီးတော့ကိုယ်သမီးကိုကြည်စားတမဲ့အငှားမရအခေါ်ခိုင်းတဲ့ခင်ဗျားတို့ကစိတ်ထဲတစ်မျိုးတစ်မီထင်ပြီးတော့မောင်ပုံနာကြီးအပြစ်တင်ရင်တင်းနေမှာပေါ့မတင်နဲ့မတင်နဲ့ယရဏသုံးပါးဦးစားပေးတဲ့နိဗ္ဗာန်ဝင်မဲ့ပုဂ္ဂိုလ်ဆိုတာဒီတိုင်းပဲဒီသားကြီးဘယ်သူဦးစားပေးတာကာမဦးစားပေးတာမဟုတ်ဘူးဟဲ့ယရဏသုံးပါးဦးစားပေးဒီလိုအကြံပေးလိုက်တော့ကြည်သမီးလေးကညင်းမလားဆိုတော့ဒီစာကြည့်ပြီးငွေ15000လက်ထဲကင်လို့ဟဲဟန်ကြလိုက်ပါပြီဟန်ကြလိုက်ပါပြီလူရတော့မှာပဲတက်ရတော့မှာပဲအဖေအကြံကောင်းအစီကောင်းကပေးပေးတယ်သမီးလေးကလည်းလက်ခံတယ်ဟဲ့သောတာပန်နေကိုရိသရဲ့ကာမဦးစားပေးတဲ့ဟာဒီမှမဟုတ်ခဲနဲ့ခုခေတ်မြန်တရားနာပြိဿကြီးအဖေလှုပ်တဲ့လူကဒီတိုင်းအကြံပေးလိုက်ရင်သမီးလှုပ်တဲ့လူလက်ခံနိုင်မှာမလားပြိဿဝေးတာစောစောကဟောခဲ့သားနဲ့ကြည်တာတောင်မခံနိုင်ပါဘူးဆိုမှကြည်တာတောင်မခံနိုင်ပါဘူးဆိုမှအမလေးဖေတို့ပဲလို့ကြတယ်ကြံစီကြတာလုံးပြစ်ဒဇာမအငှားမရခေါ်ပေးရမှာတဲ့ဖေတို့ကြရကြပါလေဒီခေတ်ဆိုလောင်မိကြငိုးကုန်မှာပေါ့ကွာဘယ်လက်ခံလိုက်နော်အဖေအကြာကဲဟိုမှာတော့ကြည်တရားနာပြေးသားလက်ခံလိုက်တယ်ဆိုကြပါစို့ဒီလိုလက်ခံယုံနေမကလင်းကိုဖြောင်းပြပြောပြီးတော့အင်မတန်ရုပ်ချောတဲ့အလှဘယင်မသီရိမာအားခေါ်ပြီး15ရက်မောင်ရေနှမနေရလှုပ်ကျွေးမှုပြုပါလိမ့်မယ်အစစအရာရာနှမခဲ့သို့ပြုစုပါလိမ့်မယ်15ရက်တိုင်တိုင်နှမကုသိုလ်ကောင်းမှုဖယားကိုတော်များပင့်ပြီးတော့ဖယားဘူးတရားနာဆွမ်းကတ်တဲ့အမှုတွေပြုရစေလက်ခံတာပေါ့ရေးသားကြီးလက်ခံမူလားလက်ခံရောဘောသီရိမာမြင်လိုက်ကြတဲ့ကွာဟိုကောင်ကြီးတော်သဘောကျတော့လက်ခံလိုက်ရောလက်ခံလိုက်တော့တရားနာပြည့်သောဥဒ္ဒရာနဲ့သီရိမာလည်းဘယ်တူလိမ့်မလို့မရိသဥဒ္ဒရာကသောတာပန်ဟိုကတိတန်းသာမပြေသာကြီးဥဒ္ဒရာနဲ့သီရိမာတူရလားပြေသာဘယ်တူလိမ့်နော်အလုံးမတူတော့ဆိုတော့တူမှမတူပဲ
သူကိုမတူတာမတူတော့တရားနာပြည်သာအကုန်ခွင့်ပြုငါကိုင်းမင်းလှုပ်ချင်တာလုံးမင်းပြုချင်တာပြုခွင့်ပြုလိုက်တော့တရားနာပြည်သာရေမြတ်စွာဘုရားကိုတော်မြတ်ကြီးတောက်လျှောက်သွားပင့်ပြီးတော့15ရက်တိုင်ဆုံးကမ်းမယ်15ရက်တိုင်ဆုံးကမ်းမယ်ဆိုတော့တရားနာပြည်သာကြီးတည်င်းကျွတ်လိုက်ကြပါစို့ခတ်သုတ်ပေါ့ကျေးဇူးကြီးကျွတ်တို့အခုနေုံလာပြီသည်တည်င်းကျွတ်လိုက်ကြပါစို့တရားတယ်ကိုင်းကျွတ်ရောဗျာတည်င်းကျွတ်လာပြီနေမနေ့ပိုင်းရောက်လာပြီဘုရားကိုယ်တော်မြတ်ကြီးနဲ့တန်ဃာတော်ဆုံးကတ်ခြင်းလို့ဥတ္တရာကသူ့ရဲ့ရံရွေပေါ်တွေနဲ့အစစအရာရာချက်ပြုတ်လို့ကိုင်းပြီးတော့မိဖို့တဲ့ဝင်လိုက်ထွန်းလိုက်ဆေးလိုက်ကျွန်းလိုက်သုံးလိုက်သင်လိုက်ဟာမလေးချွေးတွေနဲ့ပရိသတ်မျက်နှာများအိုးမဲတွေပွားလို့ရေမချိုးရသနာခါမလိန်ရောက်ပေါင်းမပိုင်ရဝေယဝိစာကုသိုလ်ကြီးကြိုးစားပြီးတော့ပြုနေတော့တထေသာလေသာတကားလေးဖွင့်ကြည့်လိုက်ငါကာမပိုင်လင်တော့ဖြင့်လှုပ်ကြွေးသမှုပြုတ်ပေါ်မရပဲနဲ့ငါသီရိမာနဲ့အငှားထားဩတ္တရာမိမယုတ်တင်းပါတွေလှုပ်ပါလိမ့်မတော့လို့တကားဖွင့်ကြည့်လိုက်တော့ကြည်စမ်းငါတော့ကာမပိုင်လင်မပြုတ်စုပါပဲနဲ့ခေါရမရဲ့တပိသားကတုံးဦးကြီးတွေကိုသူချက်ပြုတ်လောက်ကင်ပြီးကြည်စမ်းမျက်နှာများဦးမဲတွေပွားလို့တဲဒုက္ခခံတဲ့မိမယုတ်ပဲဒီမိမလင်မပြုစုပဲနဲ့ကတုံးဦးကြီးတွေပြုစုမိမယုတ်နည်းနည်းများငိုက်တဲ့လူလေးရှိလားလို့អော်လိုက်တော့လေသီရိမာပြစ်တစားမဟန်ကြပြီဒီသူမိမယုတ်ပြောတော့မယ်ဘောငါရောက်တဲ့နေ့ကစပြီးတော့သီရိမာမင်းဥတ္တရာနဲ့မတူပါဘူးကွဲသီရိမာရဲ့ဟောင်းမလေးလှလိုက်တော့ပဲလို့ကြည်လို့မှအာမရဘူးထိုင်းနေတော့လည်းမတန်ရလမ်းလျှောက်သားလေးကြည်ချင်းများသေးတယ်လမ်းလျှောက်နေပြန်တော့လည်းထိုင်းသားကြည်ချင်းတယ်ထိုင်းနေပြန်တော့လည်းတုံးလုံးလည်းပြီးတော့အိတ်တာလေးကိုကြည်ချင်းသေးတယ်ပြီးတော့ကြည်ချင်းသေးတယ်နဲ့အကုန်ပေါ့ကွယ်အာပါလေကြည်လို့မဝရှုလို့မဝတဲ့သီရိမာလေးမင်းဥတ္တရာနဲ့မတူပါဘူးလို့အဲ့တလို့ပြောထားတာကိုသိသဖြင့်တရားနာပရိသတ်ရေဟောကြည်ဥတ္တရာရဲ့ပေါ်မှာမိမယုတ်လို့ပြောတဲ့စကားကြားလိုက်တော့သီရိမာကမလီငါကြည့်လို့အားမရဘူးလို့သူပြောထားဘူးလေတန်တော့ဒီအချိန်များသာဆိုရင်အင်မတန်ဒေါသဖြစ်နေတဲ့အချိန်သူ့မယားအပေါ်လျာညှိုးခွဲတဲ့အချိန်ယခုအချိန်မြန်သူ့မိမငါသေးအောင်သတ်လိုက်ရရင်ငါအပေါ်လူသမှုနဲ့တရားမဆွဲတဲ့အပြင်ဟောဒီတိုက်ကြီးပေါ်ငါနေပြီးတော့အစင်မယားဖြစ်တော့မယ်ကြာမီသီရိမာတမယ်ဒီကောင်မပိဿာရေအလှဘယင်မလို့ယောက်ျားတွေပါးစပ်ဖြားမှာတဖွာဖွာပြောနေတဲ့မိန်းမရုပ်လှသလောက်စိတ်ဖောက်ပြီလေတရားနာပိဿာတမယ်ဒီကိုဟောဒီတဲ့အိုးတွေကစီဘူးတွေနဲ့လောင်းတာသီရိမာပြစ်တစားမကကိုအငှားမရမှန်သတိမထားမိပဲလေဟောတဲ့အိုးတွေကစီတွေခတ်ပြီးတအားပြေးသွားလောင်းမယ်ဥတ္တရာရဲ့ပေါ့ဥတ္တရာရဲ့စိတ်ဓာတ်ကသီရိမာကျေးဇူးရှင်မကြီးကျေးဇူးကြည်ပေစွာငါကုသိုလ်ကောင်းမှုပြုရတာသူ့ကြောင့်ကျေးဇူးရှင်မကြီးသူကျေးဇူးတွေကိုချီးကျူးရမယ်ဆိုရင်မြင့်မို့တောင်းကြီးနှိမ်လေးစွာသီရိမာရဲ့ကျေးဇူးတွေကမြင့်မို့တောင်းထက်မြင့်မေစွာစัจ java လာကြီးစီအမတန်ကျင်းကြောင်းလေးစွာသီရိမာရဲ့ကျေးဇူးတွေကစัจ java လာထက်ကျယ်ဝန်းလေးစွာငါယရဏသုံးပါးစီကတရားနာပြီးတော့လှူရတန်းရတာသူ့ကြောင့်မေတ္တာရှင်မကြီးကနေပြီးတော့သီရိမာကိုကျေးဇူးရှင်မကြီးလို့ကျေးဇူးတင်ယုံတယ်မှာကငါဒီသူ့အပေါ်ဒီစိတ်ထားတာအမှန်ဖြစ်ပါကသူခက်လာသောစီဘူးဒီမလောင်ပါစေတည်းဒီလိုမဟုတ်ဖဲနဲ့ငါစိတ်ဓာတ်ကသေမှကြောက်လို့စီဘူးလောင်မှကြောက်လို့
ဘေးကြောင့်တမင်တက်တဲ့အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့စိတ်ထမ်းမိပါကငါကောင်းစီဘူးလောင်းပြီးတော့သေပါစေသာသစ္စာပြုလိုက်ရောပြုတ်ခတ်လာတဲ့စီဘူးတွေကောင်းပေါ်လောင်းချလိုက်ဒီတကူရင်မြအေးရင်မြပြီးတော့လျော့ကျဆင်းသွားတဲ့တရားနာပိဋကစီဘူးမလောင်းကြည်နေတဲ့ဥဒ္ဒရာရဲ့ကျေးကျွန်တွေကဤစားကိုမိမငါတို့ရှေ့ရင်အခိုးတွေတစ်ထောင်ထောင်နဲ့ကြွတ်ကြွတ်ဆူးနေတဲ့စီဘူးတွေခတ်လုံးတာဒုသခင်မှဘာမှမဖြစ်ပါလားတော်သေးရဲ့ဒုသခင်မှလည်းဘာမှလည်းမပြောဘူးပြုံပြုံကြီးနောက်ဟိုကစီမပူလို့ထင်ပါရဲ့ဆိုထောပတ်စီဘူးကြွတ်ကြွတ်ဆူတွေတစ်ခါခတ်လာပြေးလာဘိသိက်ရဲ့ဒီတစ်ခါတော့ဟိုကလေးမလေးကမနေတော့ဟင်မိမယုံဟိုင်းမိမယုံကြီးမင်းမယုံကြည်ငါတို့သခင်မကိုတခါလောင်းယုံနေမကညီလောင်းအောင်မလို့လားမင်းမယုံဆိုပြီးဘာပြောကောင်းမလဲပရိသတ်ရေမိမတပိုက်ကဟောလက်နဲ့မပါဘဲနဲ့တိုက်ပွဲဝင်ကြဒီကလက်နဲ့ပါရဲ့လားမပါပါသည်သူတို့တိုက်ပွဲရလဲအတော်ထင်းမြတ်တယ်နော်သူတို့လက်နဲ့မပါပဲတိုက်ပွဲဝင်တာကဘာလို့မှတော့လက်နဲ့မပါပဲနဲ့သူကဆံမင်ဆွဲမယ်လေပါဖဲ့မယ်လေနှာခေါင်းလိမ့်မယ်လေဗိုက်ကြောဆွဲမယ်လေကုန်းကြိုက်မယ်လေမိမလက်နဲ့မပါဘဲနဲ့တိုက်ပွဲဝင်တာအဲ့ဒါပြောတာတကားတွေသိထင်မသေးနဲ့ကြိတ်တရားနာပြေသားကြီးလက်နဲ့မပါဘဲနဲ့တိုက်ပွဲဝင်တော့ကိုကြခွဲကြထောင်းကြထူကြဒီတော့မှဥတ္တရာကဟဲ့ညီမများမလုံးကြနဲ့ဆောင်းနောက်ကိုဘင်းနဲ့ကြောင့်ငါကျေးဇူးရှင်မကြီးညီတို့စော်ကားကြတာတို့တရားနာပရိသတ်ရေပိရိမာရဲ့အပေါ်မှာဥတ္တရာကကာယခွပြီးကလေးမလေးတွေငေါက်ထုတ်ကလေးမလေးတွေထွက်သွားသူကိုယ်တိုင်ပွေထူးလို့စီရဲလိမ့်လို့နှိမ့်နေပေးလို့ကြက်ထုတ်တွေထိုးလို့ကျေးဇူးရှင်မကြီးကျေးဇူးတင်နေရတဲ့ထက်ညီးပဲလို့လှုပ်လိုက်တာတော့ညီးပဲနဲ့ကြောင့်ဒီအကျဉ်းကြီးကြံရတာလို့ကျေးဇူးရှင်မကြီးထဘယ်နာသွားသေးတော့နဲ့အဲ့ဒါလို့ပြောလိုက်တော့သီရိမာလေးကြက်သိမ်းထားခေါင်းကြီးကြီးလာဟဲကြည်စားငါကသူ့တတ်တာဟဲငါကသူ့တတ်တာငါကိုကျေးဇူးရှင်မကြီးတဲ့အမလေးငါအပေါ်အပြစ်မယူတဲ့သူတော်ကောင်းမကြီးငါပြစ်မှားမိပြီတောင်းမှရင်တောင်းမှမတောင်းမှရင်ငါအုတ်ခေါင်းခုနှစ်စိတ်ကွဲလိုက်မယ်မေတ္တာရှင်မကြီးရဲ့ကိတဟိုကကျေးဇူးရှင်မကြီးခေါ်တယ်ဒီကမေတ္တာရှင်မကြီးရဲ့ပင်ကိုငါပြစ်မှားမိတဲ့အပြစ်ကိုတိခမတော်ငါမှားမိပါပြီ။အော်ကျေးဇူးရှင်မကြီးဒီကိစ္စနဲ့ပတ်သက်ပြီးငါတောင်းမှလို့ကြည်ပါဘူးလေတဲ့။တိရိမာကပြန်ပြောတယ်ဒါဖြင့်မေတ္တာရှင်မကြီးရဲ့တဲ့ဘု து တောင်းမှရမတော့တဲ့။ဒီတော့မှဥတ္တရာကငါရဲ့ဖခင်ကိုတောင်းမှကျေနပ်မယ်။ဒါဖြင့်သင့်အဖေတထေကြီးပုံနာထံသို့ပို့ပါ။အိုးငါဖခင်ထံတောင်းမှဆိုတာပုံနာတထေပြောတာမဟုတ်ဘူး။ဟင်နေပါဦးမေတ္တာရှင်မကြီးရဲ့တဲ့ပုံနာတထေကြီးကသင့်ဖေမဟုတ်လား။အိုးတဲ့ဟုတ်တော့ဘောတဲ့ဒါပေပြီးတန်တရာဝတ်ကိုဖြစ်စေတတ်တဲ့အဖေပါတဲ့ပုံနာတထေကြီးကတန်တရာဝတ်မှကျွတ်လွတ်စေနိုင်တဲ့ငါရဲ့လောကုတ္တရာအဖေရင်ကတော့ဂေါရမမြတ်စွာဘုရားဖြစ်တယ်။မြတ်စွာဘုရားတောင်းမှကြည်ပါတဲ့။ဒါဖြင့်လေတဲ့ဟိုမေတ္တာရှင်မကြီးရဲ့တဲ့ဂေါရမမြတ်စွာဘုရားနဲ့ငါနဲ့ကလည်းသိအခမ်းမသိဘူးတဲ့။ပြေသာဂေါရမမြတ်စွာဘုရားနဲ့သီရိမာနဲ့အခမ်းသိရလားပြေသာ။အေးပဲသိလိမ့်မလို့ဟဲ့သူ့အလုပ်ကြီးကသိနိုင်တဲ့အလုပ်မှမဟုတ်ဘဲနဲ့ဒါပေမဲ့လို့ပူပါနဲ့တဲ့အိမ်ပြန်ပြီးရေမိုးချိုးကြည့်လေတဲ့ဟိုတနခါပေါင်းမှလိမ့်ပြီးတော့လာခဲ့ပါတော့တဲ့ဘုရားကြွကန်ဒီပြီတဲ့ငါကိုယ်တိုင်ဘုရားကိုယ်တော်မြတ်ကြီးကိုရှေ့ဆောင်ပြီးတော့လျှောက်ထားပေးပါမယ်။ကဲဒီလိုပြောတော့သီရိမာပြန်သွားရောပေါ့ဗျာ။ဒေသကြီးသီရိမာပြန်သွားပါလား။ပြန်သွားပါပြီဗျာ။ဘုရားကိုယ်တော်မြတ်ကြီးကလည်းကြွလာပြီ။ဘ
ယားကြွလာတော့သီရိမာတို့ကလည်းအမျိုးသမီး900နဲ့ရောက်လာသည်ဒီသာအမျိုးသမီးဘယ်လောက်အမျိုးသမီး900ဆိုတာသူ့အဖွဲ့ပေါ့ဟဲ့သူညီမလေးတွေပေါ့သူမွေးထားအဲ့ဒီအမျိုးသမီး900နဲ့လာကြဘုရားကိုတော်မြတ်ကြီးကိုမြတ်စွာဘုရားတဲ့သီရိမာကသူ့အပြစ်တွေမြတ်စွာဘုရားကိုတောင်းပန်လျောက်ထားခြင်းလို့ပါတယ်ဘုရားဥတ္တရာကရှောက်ဟဲ့ဘာပြစ်များရှိလို့တို့မှန်လားပါဘုရားဘုရားတပည့်တော်မှာအပြစ်ကိုမြတ်စွာဘုရားတောင်းပန်လျောက်ထားမှကြည်မယ်ဆိုလို့တပည့်တော်အပြစ်တွေသိခံတော်မူပါဗျာသိခံတော်မူပါဗျာဟဲ့သီရိမာသင်သည်ငါဘုရားဘာပြစ်မှားမိသလဲမြတ်စွာဘုရားကိုတော့ပြစ်မှားခြင်းမဟုတ်ပါဗျာဘုရားတပည့်တော်မသည်အငှမ်းမရဘဝနဲ့မြတ်စွာဘုရားဥတ္တရာရဲ့လင်သားကိုစောင့်ရှောက်ခဲ့ပါဗျာမြတ်စွာဘုရားကိုတော်မြတ်ကြီးကိုဥတ္တရာဒီကနေ့ဆုံးပင်အကဆုံးမကခင်အချိန်ကာလတထေသားကကတုံးဦးကြီးတွေကတ်တယ်မိမယုတ်လို့ဥတ္တရာကိုပြောတဲ့ချိန်ခါမှာငါတော့အဆင်ပြေပြီဒီမိမတတ်ရင်ငါအပြစ်မထားပဲနဲ့ငါသည်အစင်မရဖြစ်တော့မှာပဲဆိုပြီးတော့ဥတ္တရာသိအောင်စီဘူးတွေနဲ့ကောင်းလောင်းပါဗျာမလောင်ဘူးဗျာနောက်ထောပတ်စီဘူးတွေနဲ့လောင်းလည်းမလောင်ဘူးဗျာအဲ့ဒီလိုစီဘူးတွေမလောင်တော့သူ့အမျိုးသမီးတွေကသူ့ကျေးကျွန်တွေကဝိုင်းပြီးထောင်းရထူကြပြန်တော့လေဟဲ့မလုံကြနဲ့ငါကျေးဇူးရှင်မကြီးတဲ့ဗျာဒါကြောင့်ဘုရားတပည့်တော်မှာဒီသူတော်ကောင်းမကြီးပြစ်မှားလို့ဘုရားသမီးကိုပြစ်မှားရင်ဘုရားကိုပြစ်မှားတာနဲ့အတူတူမို့မြတ်စွာဘုရားတပည့်တော်သိခံတော်မူပါဘုရားလို့သီရိမာလျှောက်တော့ဘုရားကမေးပြီဗျဟဲ့ငါသမီးဥတ္တရာသင်ဒီစီဘူးမလောက်အောင်သူ့စီဘူးနဲ့လောင်းတော့ချိန်ခါသစ်စိတ်ပဲလို့ထားတော့ဘုရားတပည့်တော်မသည်သီရိမာရဲ့အပေါ်၌မေတ္တာစိတ်ထားပါဗျာငါဒီယရဏသုံးပါးစိတ်က၍ကုသိုလ်ကောင်းမှုပြုရတာသီရိမာကျေးဇူးရှင်မကြောင့်မြင့်မို့တောင်းပြီးနေပေစွာစัจ java လာသည်ကျင့်မြောင်ပေစွာသီရိမာရဲ့ကျေးဇူးကမြင့်မို့တောင်းထက်မြင့်ပြီးတော့စัจ java လာထက်ကျယ်ဝန်းလေစွာဒီစိတ်ထားပါဗျာဒါကြောင့်တပည့်တော်ခေါင်းပီတာရေးမြအေးပြီးတော့စီဘူးမလောင်ပါဗျာဒီတော်မှမြတ်စွာဘုရားကိုတော်မြတ်ကချစ်သမီးဒါအမှန်ပဲဟဲ့သူတော်ကောင်းတွေရဲ့စိတ်ဓာတ်ကဒီလိုမေတ္တာလက်နဲ့တိုက်ကြသည်ဒီသာသူတော်ကောင်းများဘာလက်နဲ့တိုက်တယ်လဲပြုအေးမေတ္တာလက်နဲ့ကဘယ်သူကိုနိုင်တယ်လဲဟဲ့တော့မေတ္တာလက်နဲ့ကဘယ်သူနိုင်တယ်လဲဟဲ့တော့လို့ဆိုတာကိုသာကြီးဖွက်ထားကြတယ်မေတ္တာကဒေါသကိုနိုင်တယ်ပေသာကြီးမေတ္တာလက်နဲ့ကဘယ်သူကိုနိုင်တယ်ကိုင်းဆိုသားဟဲ့အချိန်ရောက်ဂါထာအပြည့်မရွတ်တော့ပါဘူးဒီပါဠိလေးလိုရင်းပြောကြဆိုသားမကိုယ်တံအမျက်ထွက်တတ်သောသူကိုကိုယ်တံဒေါသရှိဆောင်ကြွေမရှောင်ပဲမိတ်မောင်ဆွဲဖက်နရလန်းကိုအမျက်ထားသောသူကိုအကောရေနာအမျက်မထွက်သဖြင့်အကောရေနာမောင်ငါပြန်လှန်တော်မထံပဲမောင်ငါဟဲ့နားမလဲလို့လားဘာဖြစ်နေမောင်ငါပြန်လှန်တော်မထံပဲမေကပြန်လှန်တော်မထံပဲသဘောမှမေတ္တာသုံးပြီးပြုံးပြုံးဒီနေခြင်းဖြင့်ဇီနေအောင်နိုင်ရ၏ဇီနေအမှန်တရားဝါတွေဘယံမရရှိခြင်းမို့မတရားရာတွေလွှမ်းငါဖိတော်လဲ
ဓမ္မအခြေကိုတနှောင်းမကွာရှိကြတာဖြင့်ချမ်းသာသည့်နဲ့အတွင်သို့မေမင်းတို့မောင်မင်းတို့အောင်ခြင်းတို့ရောက်ရလေတော်သတည်း